วัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်สบายดีไหมคะกินข้าวแล้วยังกินอาหารเย็นแล้วยังยิงจีจีပြောမယ်ทานตรงเสานี่ทานอาหารเย็นแล้วยังคะไม่เจอกัน5 วัน မတွေ့ကြတဲ့5 ရက်ไม่เจอกัน5 วันโอเคเรารอคนก่อนนะคะดูเสามาเนาะตอนนี้มี61 คนค่ะครูเช่าสเตยาชิบาเรมีใครบ้างมาดูชีเลจิเราไหมสายใหม่ชีเดโกเซมาสวัสดีค่ะและผิวสวัสดีค่ะကိုစင်မောင်ပို့လာတဲ့ link လိုမျိုးလေအခုမြန်မာနိုင်ငံမှာလဲလေအဲ့လို link တွေအများကြီး messenger တွေရောက်လာတယ်เนาะဟွာတွေ brand တွေပေါ့နော်ဟိုမှာ Nest brand ကနေပြီးမှ promotion လုပ်တာမျိုးတို့ CD Max ကနေမှ promotion လုပ်တာမျိုးအဲ့လိုပုံစံမျိုးနဲ့ကိုလေ messenger တွေကိုဝင်လာတာအဲ့ဒါတွေက virus တွေလို့ပြောတယ်အဲ့ဒါကြောင့်မလို့ဟိုမဖွင့်တော့မဖွင့်ကြည့်ဖြစ်ဘူးအကိုပို့လာတဲ့ပုံစံမျိုးပဲmessenger မှာ link တွေပို့လာရင်ရှောက်မဖွင့်ကြည့်ကြနဲ့နော် virus တွေဖြစ်မှာစိုးလို့ don't open it ဟုတ်ကဲ့ไม่เปิด โคราชทองโอสวัสดีค่ะโอเคဒီနေ့မြန်တာပဲ86 คน86 ယောက်ရှိဝင်လာရင် this week I am waiting you teacher တဲ့ဟုတ်ကဲ့ขอบคุณค่ะအဲ့လိုစောင့်နေတဲ့လူလေးရှိလို့လဲကိုလဲစိတ်ထဲမှာလေတောက်ကြနေရောက်တော့မယ်ဒီညဒါန live လဲရမယ်စောင့်နေတဲ့လူတွေရှိတယ်အဲ့လိုမျိုးอ่ะเนาะစိတ်ထဲမှာလည်းအမြဲတမ်းအဲ့လိုဖြစ်နေဟုတ်ပြီကဲလူလဲနည်းနည်းစုံပြီဆိုတော့ဆရာမတို့နည်းနည်းလေးပြီးခဲ့တဲ့အပတ်ကတင်တဲ့ဟာပြန်ပြောမယ်နော်ဆရာမတို့ဒီမှာ speaking ကိုခဏနားပြီးတော့မှ speaking မှာဆရာမတို့အယောင်နေတင်ပြီးတော့နော်အသီးနှံနေတင်ပြီးလားဆရာမမမေပြီးမှပြန်ကြည့်ရမှာဖြစ်ပေးပါအောင်အသီးနှံတင်ပြီးလားတော့မသိဘူးဒါပေမဲ့ reading ဘိုင်းမှာအရေးကြီးတဲ့အရေးကြီးတဲ့အတ္တတွေကိုတင်တယ်ပေါ့နော်အတ္တကအတ္တတိနဲ့အတ္တရှင်ဆိုမှနှစ်ခုရှိအနဲ့ဆရာမတို့အတ္တတွေကိုတင်နေတာအဲ့မှာအတ္တတိကပြီးခဲ့တဲ့အပတ်ကမဲ့ကုတ်ပေါ့နော်မဲ့ကုတ်စာကတ္တနဲ့ခတ်တတ်ပေါ့သူကကောကိုက်ရှိတယ်ခေါ်ခိုက်ခေါ်ခွတ်ခေါ်ခွိုင်ခေါ်ခွန်ခေါ်ရခန်းဆိုမှခအတန်က9 လုံးကတန်1 လုံးဆိုတော့ကတန်နဲ့ခတ်တလို့ပဲပြောမှာနော်မြန်မာလိုဆိုရင်တော့အဲ့တော့အဲ့နှစ်ခုကိုဆရာမတင်လိုက်တယ်ပေါ့နော်ဒီနေ့ကအတ္တတေထဲမှာရောဒီအတ္တအလုံးထဲမှာအများဆုံးမက်ကုတ်ကိုသွားမယ်မက်ကုတ်ကကြတော့ဆရာမတို့ရှာထောက်ဆိုရတဲ့စလုံးဖြစ်ပါတယ်ဒီရှာလေးကိုအပေါ်တဖုံးပေါ့သွားအနောက်ကတဖုံးလေးကိုလမ်းထောက်ရတယ်မထောက်အောင်မပီဘူးပေါ့နော်သူအများဆုံးပဲ18 လုံးတောင်ရှိတာအဲ့တော့ဆရာမအဲ့ဒီအတ္တကိုအရင်တင်မယ်ပေါ့နော်တင်ပြီးတော့ကျမှအချိန်လေးတစ်ချက်ကြည့်မယ်ဟိုဖြစ်တယ်ဆိုရင်လည်းspeaking နည်းနည်းသွားလို့ရတယ်သွားမယ်ပြီးတော့မှဒီမှာ chat box မှာမေးထားတဲ့ဟာတွေ chat box တောင်ဖြုတ်ကုန်ပြီ comment မှာမေးထားတာလေးတွေကိုလည်းဆရာမဖြည့်ပေးချင်တယ်ရတယ်နော်အားကြောင့်โอเคค่ะအသီးတွေ15 လုံးပြီးပြီတော့အဲ့ဆိုအသီးကတင်ထားရင်တန်လန်းကြီးကိုစင်မောင်က kitchen ရဲ့ဟာတွေတီးချင်တာ chili တို့ wine တို့ swine တို့အဲ့ဒါက level 1မှာတင်မှာခဏနေအခုဒီ fruit ကိုအရင်ယူလိုက်အောင် kitchen ရဲ့ item တွေကိုခဏနေလောက်တော့ပေါ့နော်ပညာဒါနတင်တာဒီရဲ့ဘိုင်းမှာတွေ့တာတဲ့စာလုံးနဲ့အပိုင်း 5 ပဲရှိသေးတယ်လိုက်လို့မမီတော့ no လိုက်လို့မမီဘူးဆိုတာမရှိဘူးရှင်ဘာဖြစ်လို့ဆရာမတို့က video lecture ပဲလေကိုရောက်တဲ့နေရာနေစကြည့်ပြီးတော့မှမသိရင်လာမေးဆရာမကိုစိတ်ပါဝင်စားလို့အိမ်စာပါထပ်ချင်လည်းရတယ်တချို့လည်းလာထပ်ကြတယ်ဒါပေမဲ့လာထပ်တဲ့လူကတော့နည်းပါတယ်အဲ့လိုလာတော့မိတ်ဆက်ကြတယ်ဘဒူဆိုပြီးတော့နောက်ကြတယ်ဆိုတာမရှိဘူးเนาะနောက်ကြဆိုတာမရှိဘူးဒီနေ့သင်ခန်းစာကိုကြည့်လိုက်လို့နားလည်မှာတော့မဟုတ်သေးဘူးเนาะအပိုင်း 5 ပဲရှိသေးရဲ့ဆိုတော့ဒါပေမဲ့ဆရာမရဲ့ live မှာဆရာမနဲ့တွေ့လိုက်တော့စကားပြောဖြစ်သွားတယ်ပေါ့ခင်သွားတယ်ပေါ့ဆရာမလည်းမြန်တမ်းမိသွားတချို့ဆိုလာမိတ်ဆက်တယ်လေပညာဒါန live ကိုlive လွှင့်နေတဲ့အချိန်တော့မကြည့်ဖြစ်ဘူးအလုပ်ချိန်နဲ့တိုက်နေလို့ပြီးမှကြည့်ပြီးမှလေ့လာဖြစ်ပါတယ်အဲ့လိုမျိုးလေးလာမိတ်ဆက်တယ်အများကြီးပဲနောက်ကြတယ်ဆိုတာမရှိဘူးเนาะပုံမှန်လေးလောက်ပါဘာမှမဖြစ်ဘူးလေဒါအကြောင်းတက်နေရလည်းမဟုတ်လေဆရာမတို့ကနော်ပိုးဤဆရာမမမြင်ရတာကြာလို့ဆရာမဟိုကလာတာ
ဟုတ်ပြီကဲလူလဲနည်းနည်းဆုံးပြီးတော့ဆရာမတို့သွားမယ်ဆရာမဒီနေ့ဒီအတ္တတွေအများကြီးထဲမှာကိုမှนะคะရှာထောက်ဆိုရတဲ့အတ္တပေါ့နော်ပြီးခဲ့တဲ့ဘက်ကဒါလေးတင်တော့လေမမီးရနော်ဒါသူများ Facebook ကနေ copy ယူထားတာဒီမှာဒီ Face with Snow Kids ဆိုတဲ့ဒီ page ကနေယူထားတာငါ credit ပေးတယ်နော်သူများဟာယူထားတယ်ဆို credit ပေးရတယ်ကိုမရေးနိုင်လို့ကိုရေးလည်းတလောက်မစုံလို့ဒါတွေအယုတ်ကလေးနဲ့ဆိုချစ်စရာလေးလေနော်ပြီးခဲ့တဲ့ဘက်ဒါလေးကိုကျွန်တော်တို့ဖားလို့ထင်တာဟုတ်လားမဆိုင်မှဒါဖားလို့ထင်တာတဲ့ဒါတောက်တဲ့ဒီနေ့ဟိုသွားရင်အောင်นะคะကြည့်လောက်မယ်ခဏလေးဒီနေ့ကဒီဘက်ကဟာသွားမှာညာဘက်ကရှာထောက်ဆိုရတဲ့စလုံးကိုသွားမှာဒီစလုံးကိုသွားမှာအဲ့တော့ဒီဟာကိုမသွားခင်ဆရာမတို့ပြန်နှွေးရမှာပေါ့ဆရာမကသူ့ရဲ့ပုံနေနည်းကိုပြောခဲ့တယ်လေပြီးခဲ့တဲ့အပတ်ကนะคะဟိုပါဘောနော်ဆရာမတို့အတ္တတွေမှာဘာရှိလဲဆိုမဲ့ကုတ်ရှိတယ်ကတ္တนะคะတကယ်ကတ္တမဟုတ်ကတ္တနဲ့ခတ်တမဲ့ကုတ်ဆိုမှအလွယ်ပြောခဲ့တာတာဝန်မှုအသက်ဆိုပြောခဲ့တာပြီးမှမဲ့ကုတ်ဆိုမှပတ်သက်ဆိုပြောခဲ့တာပါဇက်ပိတ်ဆိုရမယ်ဆိုမှဒီမဲ့ကုတ်နဲ့ဆုံးရင်ဆရာမတို့ကတ္တဆိုပြုံးနေပေါ့နော်အမှန်စင်စစ်မှာသူကကတ္တမဟုတ်ပါဘူးကတ္တအပြင်ခတ်တပါပါတယ်ဒါပြီးခဲ့တဲ့ဗီဒီယိုမှာဆရာမအသေးစိတ်ရှင်းပြပြီးသွားပြီဘာဖြစ်လို့လဲဆိုတော့သူကကောကိုင်နဲ့ဆုံးတာကလို့ခေါ်ခိုက်ခေါ်ခွတ်ခေါ်ခွိုင်ခေါ်ခွန်ခေါ်ရခန်းနဲ့ဆုံးတာ၅လုံးဆိုတော့ကတ္တနဲ့ခတ်တဖြစ်ပါတယ်ဟောဒီမှာဒီမက်ကော်ရာကြတော့သူ18လုံးရှိတယ်အဲ18လုံးစလုံးနဲ့စုံတဲ့အားလုံးကျွန်တော်ရှာထောက်ပြမယ်ပြီးမှမက်ကော့က9လုံးရှိတယ်မက်ကော့နဲ့စုံတဲ့ဟာကြတော့ကျွန်တော်အကုန်လုံးပါဇက်ပိတ်ဆိုပြရမယ်ဆိုတော့ပုံစံမျိုးအဲ့ဒါကိုကျွန်မပြောခဲ့ပြီအခုအဲ့ဒါမှတစ်ခုချင်းပြန်သွားနေအဲ့တော့အခုကျွန်မတို့ဒီအလဲဟာမက်ကော့ကိုသွားမယ်နော်အဲ့တော့ဟုတ်ပြီပြန်ပြောမယ်မော်အမဲမဲကော်ဒေါ်ကုတ်မဲကုတ်လောက်ခေါ်ပါတယ်မော်အမဲမဲအနေနဲ့ပြမဲတဲ့နော် falling no ကော်ဒေါ်ကုတ်ကော်ဒေါ်ကုတ်ကော်ဒေါ်ကုတ်ရပြားလာလဲဆိုတော့သိရမယ်နော်ဒီနှလုံးပူထားတဲ့ရောင်ဆိုရင်အဲ့ဒါစရအုပ်ပုံပြက်နေရนะคะအဲ့တော့ကောအိုဒေါ်ကုတ်ကောအိုဒေါ်ကုတ်ကလာတာဖြစ်ပါတယ်အဲ့တော့ဒီမှာဒေါ်ဒိတ်နဲ့ဆုံးတာအဲ့ဒါဒါရီအသက်လို့ပြောလို့ရပါတယ်ဒါရီအသက်လို့ဆရာမတို့ပြောလို့ရပါတယ်မဲကုတ်ရှာထောက်ပါမယ်နော်ပြီးမှပုံနေနည်းကအလဲတံပြီးကိုအသက်တင်နဲ့ပေါင်းလို့လိုထုံးဆိုတော့အတန်ကြတယ်ရှာထောက်တယ်အဲ့ဒါမဲကုတ်ဟုတ်ပြီအဲ့တော့အဲ့ဒီမဲကုတ်ကြီးကဆရာမပြောဟဲ့18လုံးဆိုတာဘာတွေလဲကြည့်အောင်များတဲ့တွဲတဲ့ဆရာမမမှတ်မိမှာဆိုလို့ဆရာမအုပ်စုခွဲပေးမှာအလဲတံပြီးအုပ်စု group 1အမြင့်တံပြီးအုပ်စု group 2ပြီးမှအနှိမ့်တံပြီးအုပ်စု group 3ဆိုပြီးမှဆရာမအုပ်စု3စုခွဲလိုက်ပါတယ်တဲ့မှတ်လို့လွယ်အောင်လို့အဲ့မှာအလဲတံပြီးလေးစရအောင်အလဲတံပြီးထဲမှာသူဘာတွေပါလဲဆိုတော့ကြောချမ်းပါတယ်တဲ့นะคะဒေါ်ဒိတ်ပါတယ်ဒီမှာဒေါ်ချတာပါတယ်တောတောက်ပါတယ်တောပတ်တာပါတယ်အဲ့တော့အဲ့ဒါကိုလွယ်အောင်ပြောမယ်ဆိုတော့ဒါကြောဒေါ်တောဆရာမအဲ့လိုမှတ်တယ်ကြောဆိုတာကြတတ်ပေါ့ဒေါ်ဒါရေးတဲ့နှလုံးလေဒေါ်ဆိုတော့ဒါတွေကပါလေဒါရေးအသက်ပေါ့นะคะပြီးတော့မှนะคะတောဒီကတောဆိုတာတောတောက်နဲ့တောပတ်တက်ဆိုတော့တောပတ်တက်ဆိုတော့ဒါတာဝင်းမှုအတန်ပေါ့အဲ့တော့ဆရာမတော်ဒီလိုမျိုးမှတ်တယ်ဒါဆရာမစဉ်းစားတာเนาะဖြစ်နိုင်တဲ့ဟာနီးစက်တဲ့ဟာဆရာမစဉ်းစားရတယ်မြန်မာကျောင်းသားတွေကိုသင်ရင်လွယ်အောင်ဘယ်လိုသင်ရမှာလဲပေါ့ကြောဆိုတာနားလည်အောင်ပြောရင်ကြတတ်ပဲဆရာမတခြားအရာလေးနဲ့ရေးပေးမယ်မြင်သာထင်သာရှောက်ကြောဆိုတာကဒါမြန်မာလိုနားလည်အောင်ပြောရင်ကြတတ်ဒေါ်ဒိတ်နဲ့ဒေါ်ချတာဆိုတာကဒါရီအသက်တောတောက်နဲ့တောပတ်တက်ဆိုတာတာဝင်းဘူးအသက်ဖြစ်ပါတယ်ဒါအလဲတံကြီးမှာပါတဲ့ဟာတွေပေါ့ပြီးတော့မှဒီမှာ group 2မှာကျတော့ဘာတွေပါလဲဆိုတော့တဲ့ group 2ထဲမှာဆိုရင်ဒါချောချင်းပါတယ်တဲ့ထောထန်းပါတယ်ထောထုံးပါတယ်စောစာလာစောရုစီစောเสือဟောဒီမှာအဲ့ခါကျတော့ဆရာမတို့ကြည်လိုက်ချောဆိုတာချတန်လေချောချင်းချတန်တာချတတ်ပေါ့ထောထားနဲ့ထောထုံးဆိုတာအတန်တူစလုံးကွဲနေအတန်ထွက်ကတူပဲနေအဲ့တော့သူဒီထစင်တို့အတန်ပေါ့အဲ့တော့ထတတ်ပေါ့ဟောစောစာလာစောရုစီစောเสือဆိုတာစလုံးတန်ဆိုတော့ဒါစတတ်ပေါ့အဲ့တော့ဆရာမတို့ကဒါလေးကိုနားလည်အောင်ပြောမယ်ဆိုရင်တော့ချောချင်းဆိုတာကအမြင့်နံပြီးအုပ်စုတွေကကြတတ်นะคะထောထားနဲ့ထောထုံးကအမြင့်နံပြီးအုပ်စုတွေကထစင်တို့အသက်ထတတ်စောစာလာစောရုစီစောเสือဆိုတာကအမြင့်နံပြီးအုပ်စုတွေကစလုံးအသက်စတတ်ဖြစ်ပါတယ်นะคะဟောအဲ့မှာတင်ကိုကြည့်လိုက်ကြတတ်ဓာတ်တတ်တတ်
sorry ဒါခါခွေးပြမှာချသက်ထသက်စသက်นะคะဟောအနှိမ့်နံပြီးလေးသွားရအောင်အနှိမ့်နံပြီးလေးကဘာပါလဲဆိုတော့ချောချန်းစောဆိုးထော်မွန်ထိုးထော်ဖူးထောက်ထော်ထဟန်ထော်ထုံတဲ့အဲ့တော့ဒီမှာချောတလုံးစောတလုံးထော်လေးလုံးဆိုမှဆရာမအဲ့လိုမှတ်တယ်ချောတလုံးစောတလုံးထော်လေးလုံးအဲ့တော့ချောဆိုတာချသက်ပဲလေဒါပေမဲ့ तू ကဒါအနှိမ့်နံပြီးအုပ်စုတွေကချသက်စောဆိုးဆိုတာစသက်ပဲလေစာလုံးနာမည်စောဆိုတော့အနှိမ့်နံပြီးအုပ်စုတွေကစသက်ထော်မွန်ထိုးထော်ဖူးထောက်ထော်ထဟန်ထော်ထုံဆိုတာထဆင်တို့တက်ပါပဲထောဆိုတော့အနှိမ့်နံပြီးအုပ်စုတွေကထသက်ဖြစ်ပါတယ်တဲ့အဲ့တော့နားလည်အောင်ပြောမယ်ဆိုရင်တော့ဒါမြန်မာလိုပြောမယ်ဆိုရင်ဒါကြသက်ပါတယ်นะคะจอจานဒါတွေတက်ပါတယ်ဒေါ်ဒိတ်နဲ့ဒေါ်ချတာတောတောင်နဲ့တောปักตากะတာဝင်းဘူးတက်ပါတယ်ဒီမှာအမြင့်နံပြီးကချောနဲ့အနှိမ့်နံပြီးကချောကချသက်ဟုတ်လားပြီးတော့မှအမြင့်နံပြီးကထောနဲ့အနှိမ့်နံပြီးကထောကထသက်ထဆင်တို့အသက်ပြီးမှအမြင့်နံပြီးကစောနဲ့အနှိမ့်နံပြီးကစောကစသက်စလုံးအသက်ဖြစ်ပါတယ်တဲ့အဲ့တော့ဒီ6ခုတွေကအတန်နဲ့ဆုံးရင်တဲ့ရှာထောက်ဆိုပြရပါတယ်တဲ့ရှာထောက်တယ်ဆိုအပေါ်တဖုံးလေးကိုပြေးထောက်တာနော်သွားနောက်ကတဖုံးလေးကိုပြေးထောက်တာဖြစ်ပါတယ်သွားပြီးတော့မှသွားမထောက်လို့နော်အပေါ်သွားထောက်သွားခေါ်တော့တယ်မယ်ဘာဖြစ်လို့ဒီမှာ49နှလုံးတောင်ရှိရပြီးရင်အသက်ရှင်ထဲမှာ6လုံးလာအောင်ပါအဲ့တော့19နဲ့6ဆိုတော့ရှာထောက်ရတဲ့စလုံးက23လုံးတောင်ရှိရအဲ့တော့ဆရာမတို့အမှအားနေရင်ရှာထောက်နေရတာထိုင်းစကားကလေအဲ့ဒါရှာမထောက်လည်းမပြီးဘူးပေါ့အစာပိုင်းတော့ယူသဆိုင်လေးနဲ့ရှာထောက်ပြရတယ်နောက်ပိုင်းတော့ကျွမ်းနိုင်တော့ထောက်ပြီးဆရာမလို့တော့အဲ့ခါမှာဆရာမတို့ကတောင်းမှတွားကြီးကိုတော်ထောင်ကြားနည်းနည်းများတွားအရှိကိုခေါ်လာဆရာမဆိုနည်းနည်းခေါ်လာတဲ့လားအဲ့ဒါကြောင့်မလို့နည်းနည်းနေရာလေးရွှေ့ပြီးတွားအနောက်လေးကိုပြောင်းပြီးမှထောက်ပြပါနော်ဟုတ်ပြီကဲအဲ့တော့ဒီမှာ group 1 group 2 group 3လေးနော်အဲ့ဒါလေးကိုဆရာမတို့မှတ်မိမယ်နော်ဒါကိုအလွတ်ရမှာဖြစ်မှာပေါ့ဒါကိုအလွတ်မရရင်ဆရာမတို့ဘလို့သိနိုင်မှာလဲအနောက်ကနေပိတ်သုံးလိုက်ရင်ဒါအသက်တည်လားအသက်ရှင်လားဆိုတာဒါအသက်သေးဆိုတာတီးမှာအသက်သေးရပတ်တန်ဆရာမတို့သုံးရမှာလေအဲ့တော့အသက်သေးဒီဆရာမတို့ပြီးခဲ့တဲ့ဟိုအရင်ဘက်ကတင်တာပါလေပုံနေเนี่ย group 1နဲ့ group 2ကတန်တိုတရနဲ့ပေါင်းပေါင်းတန်ရှည်တရနဲ့ပေါင်းပေါင်းဗာလေလိုထုံနော်အလဲတန်ပြီးနဲ့အမြင့်တန်ပြီးဒီนะคะတန်တိုတရနဲ့ပဲပေါင်းတာပဲဖြစ်ဖြစ်တန်ရှည်တရနဲ့ပဲပေါင်းတာဖြစ်ဖြစ်အသက်သေးတဲ့ဒီစကလုံးsorry ဒီ19လုံးနဲ့တစ်လုံးလုံးနဲ့ညာအနောက်ပိတ်ပြီးအတန်နေနဲ့တက်လာတယ်သုံးလာခဲ့တယ်ရှိတော့အတန်ထွက်ကလိုတုံးနဲ့ပဲသွားပါမယ်တဲ့ group 3ကကြတော့တဲ့သူကတရဆန်းစေရပါတယ်တဲ့ဘာလဲဆိုတော့တန်တူတရနဲ့ပေါင်းပြီးမှအသက်တွေနဲ့တက်ရင် high tone ဖြစ်ပြီးမှတန်ရှည်တရနဲ့လည်းပေါင်းမယ်အသက်တွေနဲ့လည်းတက်ရင်တော့ falling tone ဖြစ်ပါတယ်တဲ့အဲ့တော့ဒါအသက်တွေအားလုံးရဲ့ပုံနေနည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကလည်းဆရာမတို့ဒီပုံနေနည်းပဲသုံးသွားတာအခုလည်းဒီပုံနေနည်းပဲပြန်သုံးရအောင်ပါပါပြီนะคะအဲ့တော့ဆရာမတို့ကအစိုးပါအသက်တွေရဲ့นะคะစလုံးရေဘယ်နှလုံးရှိလဲကစအကုန်သိဖို့လိုပါတယ်အဲ့ဒါမှအသက်တွေဆိုတာသိမှာအသက်တွေဆိုတာသိမှာဒီပုံနေနည်းကိုသုံးမှာအတန်ထွက်ကမှန်ပါပါนะคะဟုတ်ပြီဒါဆိုအားလုံးကဒါကိုရသွားပြီလို့ပဲဆရာမသတ်မှတ်တယ်ဘာလို့ဆိုတော့ဒါသင်ပြီးသွားပြီဒါ3ချိန်မြောက်ပြောပြခြင်းဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့သူ့ရဲ့သင်ခန်းစာကိုသွားတော့မယ်ကဲအဲ့တော့ဆရာမဖြတ်ပြီနော်ဆရာမ zoom နဲ့ပြမှာမလို့နော်နဲ့ zoom ဆွဲပြီးပြမှမြင်ရမှာကဲအဲ့တော့လာပြီမဲကတ်မော်မဲမဲအိတ်မဲကောတော့ကတ်မဲကတ်အဲ့တော့မဲကတ်ကိုဆရာမကဘယ်လိုပြောမှာဆရာမတို့ alphabet မှာတော့ဒါကြီးအကုန်လုံးကိုဆရာမတို့ကဗာနဲ့ကိုစားပြထားလဲ T နဲ့အစားပြထားတာ T နဲ့ဆိုရင်တောင်းဝင်းဖို့အသက်ရှာထောက်ဆိုမှဒါအလွယ်နီးနဲ့မှတ်ခိုင်းတဲ့တဘောပေါ့ alphabet မှာဒါပေမဲ့တကယ်သူကတောင်းဝင်းဖို့အသက်တစ်ခုတည်းလားမဟုတ်ဘူးဟုတ်တယ်နောက်ဆက်နာပြောတယ်ဗာလေကြသက်ဒါသက်တောင်းဝင်းဖို့အသက်စသက်ချသက်ထသက်ဆိုမှ6လုံးတောင်ရှိတယ်အဲ့တော့ဆရာမတို့ဒီနေ့ကစပြီးမှသူ့ကိုတောင်းဝင်းဖို့အသက်လို့လည်းမပြောဒါတွေအသက်လို့လည်းမပြောဆရာမတို့ မဲ့ကတ်လို့ပဲမှတ်ရအောင်မဲ့ကတ်မော်မဲမဲအိတ်မဲကောတော့ကတ်မဲ့ကတ်ရှာထားရမယ်သူနဲ့ဆိုရင်ရှာထားရမယ်သူ့ရဲ့ပုံနေနည်းကအသက်တွေပုံနေနည်းကိုသုံးမယ်ဒါပေမဲ့နောက်တစ်ခု remind ထပ်ပေးပါမယ်သူတို့အသက်တွေနေနေအသက်ရှင်နေနေတဲ့တကယ်လို့1နိုင်ယုမိုင်း8မိုင်း2မိုင်း3မိုင်းကြတဝါနော်ဒီအတန်တုံး၄ခုတည်းတစ်ခုပါလာခဲ့ရှိတော့အဲ့ဒီ1နိုင်ယုရဲ့ပုံနေနည်းပဲပြန်သုံးရပါမယ်တဲ့ဒီအတက်ကရှာထောက်တဲ့အလုပ်ကိုပဲလုပ်တော့မှာပါ final မှာ1နိုင်ယုပါလိုက်1နိုင်ယုရဲ့အတန်ထွက်ပဲယူရပါမယ်တဲ့နော်အဲ့တော့မက်ဆရာ2ချက်နော်ဒါလေးက
မှတ်ရတာတွေရောများလိမ့်မယ်ဒါပေမဲ့မှတ်ရမှာမမှတ်လို့မရအောင်ကဲသွားရအောင်ဒီမှာစက်ကူတဲ့ဒါလေးကစက်ကူကို credit လို့ပြောပါတယ် credit ကြည့်အောင်နော်ဆရာမပေါင်းရမယ်ကောရောအကရဒါဘီးတွဲဖြစ်ပါတယ်ကောရောအကရကောကရဲ့အတန်ကကရောရအတန်ကရဒီမှာစရအဆိုတာတန်တူတရဘီးတွဲမှာတဲ့นะคะပုံနေနည်းကိုစဉ်းစားရင်အရှိဘီးနဲ့ပဲပုံနေနည်းကိုစဉ်းစားပါတယ်တဲ့အရှိဘီးကောကိုက်ကိုစရအတန်တူတရနဲ့ပေါင်းတဲ့အခါမှာလိုထုံဖြစ်ပါတယ်အတန်ကြပြီမယ်နော်ကောရောအကရနော်ဘီးကနှစ်တန်နော်ဘီးတွဲမို့လို့အဲ့တော့အဲ့နှစ်တန်ကိုအချိုးကျထွက်မယ်အတန်လဲလိုတုံးနဲ့ဆိုပြရမယ်ကောရောအကရကရအဲ့ဒါမှာပြီးမှကရလို့မဆိုရဘူးနော်ကရပြီးရင်ဒီမှာဒေါ်အာဒါဒေါ်အာစောဒါဒါ18လုံးနဲ့ပလုံးနေ group 2ထဲမှာပါတယ်နော်18လုံးနဲ့ပလုံးဆိုတော့ရှာထောက်အသက်တေဆိုတော့အသက်တေပုံနေနည်းကဘီးကိုစမ်းစစ်ပါဘီးကိုစမ်းစစ်လိုက်တဲ့အခါမှာဒေါ်ဒေဆိုတာအလေတံဘီးအုပ်စုအဲ့တော့ပုံနေနည်းကအလေတံဘီးနဲ့အမြင့်တံဘီးကအသက်တေနဲ့ပေါင်းရင်လိုထုံအတန်ကျသွားပါတယ်အတန်လဲကျတဲ့ဘက်ဆိုရမယ်ရှာလေးလဲထောက်ပေးပါအဲ့ဒါမှအတန်ထွက်ပြီးမှဖြစ်ပါတယ်အဲ့တော့ပေါင်းပြပါမယ်ဒေါ်အာဒါဒေါ်အာစောဒါဒေါ်အာဒါဒေါ်အာစောဒါကရဒကရဒဆိုတာစက်ကူပြောတာပါ A4 စာရွက် A4 စက်ကူလို့ပြောချင်း A4 နဲ့ပြောပါမယ်ကရဒ AC ကရဒ AC လေးကိုထိုင်းလို့ကဘယ်လိုပြောရလဲ C လို့ပြောရနော်သင်ပြီးသွားရင်ကိန်းကနန်းစော EC မိုင်း XC စော EC မိုင်း XC အမြင့်နဲ့ပြေုံမိုင်းတဲ့နော်လိုထုံ C အတန်ကြမယ်နော် AC ဆိုတာ A4 ပြောတာအဲ့တော့ကရဒ AC ကရဒ AC ဆိုတာ A4 စက်ကူဖြစ်ပါတယ်နိုင်นะคะပြန်ပေါင်းပြမယ်ကောရောအကရဒေါ်အာစောဒကရဒကရဒကရဒ AC ကရဒ AC နိုင်นะคะအဲ့ဒါစက်ကူထိုင်းကလေတီရှူးတောင်မှသူကကရဒ tissue လို့ပြောတယ်ထောဤချော tit ချောဦးချူမိုင်းချူ tissue အဲ့လိုပေါင်းပါတယ်ထောဤချော tit ကအနှိမ့်နဲ့ပြီးတန်တို့တရအတတ်တယ်မလို့ high ထုံချောဦးချူမိုင်းချူကအနှိမ့်နဲ့ပြီးမိုင်းတယ်လို့ falling ထုံဒီမှာချောချန်းကမဲ့ကုတ်ဆိုတော့ရှာထောက်ဒီ18လုံးနဲ့ပလုံးမဲ့အနှိမ့်နဲ့ပြီးထဲမှာပါတယ်အဲ့တော့ထောဤချော tit ထောဤချော tit ချောဦးချူမိုင်းချူချောဦးချူမိုင်းချူ tissue ဆိုတာ tissue ပြောတာတီအတန်ကိုထားစင်လို့တန်နဲ့ပဲထွက်ပါတယ်ထိုင်အဲ့တော့တိုင်းမှာtissue တွေပဲမလုပ်အောင်ထားစင်လို့တန်နဲ့ထွက်မယ် tit ရှာလဲထားမယ် tissue ကရဒ tissue ဆိုတာ tissue ဖြစ်ပါတယ်အဲ့တော့ဆရာမရဲ့ဒီပုံနေနည်းနေရာလဲများတယ်ဒီမှတ်တဲ့စလုံးတွေများဘယ်လိုမှတ်လဲဆိုတော့ဆရာမဆိုရင် print ထုတ်လိုက်တယ် print ထုတ်ပြီးတော့မှဟိုက A4 ကိုရေးပြီးမှ print ထုတ်တယ် print ထုတ်ပြီးမှဆရာမ plastic လောင်းပြီးဘေးနားချထားတာအရင်တော့ဆရာမတို့လည်းလူပဲလေဘယ်လိုလုပ်မှတ်မိမှာလဲချက်ချင်းအကုန်လုံးအဲ့ဒါဘေးနားချထားရင်မှအမြဲတမ်းပြန်ကြည့်တယ်ကြည့်နေမှတ်မိသွားတာပဲပြီးတော့ပို့ဆိုတာလေခေါင်းနဲ့ထည့်တာနဲ့ထုတ်လိုက်ရင်ပို့ပြီးတော့မှတ်မိတယ်ဟောဆရာမစာတင်တဲ့အခါကျတော့ပြန်မိတာကြီးပြန်ပြောနေရလုံးလို့ဆရာမမှတ်မိသွားတာအဲ့ခါကျတော့ဖြစ်နိုင်ကိုသိထားတဲ့ဟာကိုတငယ်ချင်းလေးတွေနဲ့စာပြန်လုပ်ပြန်ဆွေးနွေးအဲ့ဆိုရင်မှတ်မိတယ်ပြီးတော့ဖြစ်နိုင်လို့ကိုကနည်းနည်းလေးအနေထားတစ်ခုရောက်နေဆိုရင်စာပြန်တင်ပေးသူများထိုင်းစာပြန်တင်ပေးအဲ့ဆိုရင်မှတ်မိရယ်ဆရာမကျောင်းသားရဲ့ဆိုရင်ဆရာမအမြဲတမ်းအားပေးရယ်ဆရာမတင်တဲ့အကျောင်းသားရဲ့ဆိုတချို့ဆိုကိုတော့တင်တန်းပြန်ဖွင့်နေပြီဒါလားဝမ်းသာဆရာပဲဆရာမကျောင်းသားဆိုကိုတော့တင်တန်းပြန်ဖွင့်နေပြီစာပြန်တင်နေပြီသူတို့ဆရာမပြောဖွင့်တင်လို့အဲ့ဒါမမိလွယ်တယ်လို့မမိတော့စာပေတော့မှလို့นะคะဟုတ်ပြီဒီမှာပြောင်းဖို့လဲချစ်စရာလေးပြောင်းဖို့ကိုခောက်ဖို့လို့ပြောပါတယ်ကဲဒီမှာဒီခောက်ဆိုတာထမင်းဆိုတဲ့ခောက်နဲ့တူတူပဲခေါ်အားခါခေါ်အားဝေါ်ခါဝေါ်နဲ့ဆုံးရင်ဝူးလေခေါ်အားခါခေါ်အားဝေါ်ခါဝေါ်ဝဲနဲ့ဆုံးရင်ဝူးမိုင်းထိုးတင်လိုက်တယ်အမြင့်နဲ့ပြီးကိုမိုင်းထိုးတင်နော် falling ထုံအဲ့တော့ခေါ်အားဝေါ်ခါမိုင်းထိုးခောက်ခေါ်အားဝေါ်ခါမိုင်းထိုးခောက်အတန်လေးကတက်ပြီးပြန်ဆင်းတာခောက်တလုံးနဲ့ထမင်းဒါပေမဲ့ဒီမှာတော့ခောက်ဖို့
နှလုံးပေါင်းလိုက်တာ compound အဲ့နှလုံးပေါင်းလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတာပြောင်းဘူးဖြစ်သွားတယ်အဲ့တော့အနောက်ကတစ်လုံးကမှ maggot ကြောင်ဒီမှာအနောက်ကတစ်လုံးကြည့်လိုက်တော့ date ဆိုဆရာမတို့ကသိပြီအဲ့ဒါ maggot ဆိုတာသိလိုက်ပြီအဲ့တော့အသက်သေးဆိုလည်းသိသွားပြီရှာထောက်မယ်ဆိုလည်းသိသွားပြီအဲ့မှာ b ကိုစမ်းစစ်တဲ့အခါမှာကြည့်လိုက်ဖော်ဖန်ဒီအနှိမ့်နံ b အုပ်စုအဲ့တော့အနှိမ့်နံ b အုပ်စုဆိုလို့ရှိရင်ဆရာမတို့ပုံနေနည်းကနှစ်ခုလေတန်တိုတရနဲ့ပေါင်းနေဆိုလို့ရှိရင် high tone တန်ရှည်တရနဲ့ပေါင်းရင် falling tone အဲ့တော့ဆရာမတို့ဒါတရပါစမ်းစစ်ရတာပေါ့နော်တရကိုစမ်းစစ်လိုက်တော့စရအိုဆိုတော့ဒါတန်ရှည်တရအဲ့တော့အနှိမ့်နံဒီတန်ရှည်တရအသက်သေးဆိုတော့ falling tone ဖြစ်ပါတယ်ပုံနေနည်းရအဲ့တော့မှဆရာမတို့ falling နဲ့လည်းစိုးမယ်ရှာလေးလည်းထောက်ပြရပါမယ်ဖောအိုတော်ဖို့ဒီတရအသက်ဖောအိုတော်ဖို့တော်များမေးရလေဆရာမဘယ်ကနေစပေါင်းမှမသိဘူးစားလွယ်ပါတယ်ဒီတရအသက်အစင်းလိုက်ပဲတော့မယ်အတန်ပိုင်းအတန်နောက်ဆုံးမှလိုက်တာဖောအိုတော်ဖို့ရှာထောက်ပါข้าวโพดနှစ်ခုလုံးက falling tone ข้าวโพดขออาวอขาวไม่โทข้าวพอโอดอโพดข้าวโพดပြောင်းဖူရမယ်နော်ပြောင်းဖူကိုข้าวโพดနောက်တစ်ခုဒါအင်္ဂလိပ်စကားလုံးပြန်မွေးစားတာဖြစ်ပါတယ် keyboard ဆိုတာကဒါ keyboard အဲ့တော့အဲ့ keyboard ကိုဆရာမအင်္ဂလိပ်လိုအရင်ပေါင်းပြ keyboard ကိုဆရာမအင်္ဂလိပ်လိုK E Y ဟလာ key ပြီးတော့မှ B O A R D ဘုတ်ဟုတ်လား keyboard ဟုတ်တယ်နော်အဲ့လိုပေါင်းတာဟုတ်တယ်နော်ဟုတ်ပြီအဲ့မှာကြည့်အောင်ဒီမှာအဲ့ဒီစကားလုံးကိုပြန်မွေးစားတဲ့အခါမှာမွေးစားစလုံးနေရတဲ့นะคะအမြဲတမ်းနဲ့မြုပ်ချင်တဲ့စကားလုံးရှိခဲ့တယ်ရှိတော့တဲ့ဒီကာလန်ဆိုတဲ့တင်ငီတာလေးနဲ့မြုပ်ရပါတယ်တဲ့นะคะဘာလို့မြုပ်တာလဲဆိုအင်္ဂလိပ်စကားလုံးကယူလာတာသိအောင်လို့တော့ထည့်ရရတယ်ရှိလို့ရှိတိုင်းဒါပေမဲ့นะคะထိုင်းစကလုံးမှာသူ့ကိုထည့်ပြီးမှပေါင်းရတာအဆင်မပြေတဲ့အတွက်မြုပ်ရမှာကြည့်အောင်ဒီမှာခေါ် e key ဆိုရင်ဒီမှာခေါ် e ရောကာရန်ပါနေတယ်သူ့နာမည်ကာရန်လို့မှတ်ထားနော်ဒီကွေးကွေးလေးကမြုပ်ချင်တဲ့စလုံးတွေဆိုရင်သူ့အတင်ပြီးမြုပ်တယ်ဒီမှာကြည့် k ကခေါ်ခွိုင်းဖြစ်သွားတယ် e ကစရ e ဖြစ်သွားတယ်ခေါ် e key ဆို k e ကိုသူကခေါ် e key လို့ပြောင်းလိုက်တာY ကပိုးနေတာသူ့စီမှာ Y မပါလဲထိုင်းလိုက key ဆိုတဲ့အတန်ထွက်နေပြီခေါ် e key ပမာလို့ key လို့တော့မထွက်ဘူး key လို့ထွက်တာအဲ့တော့ဒီမှာယောက Y ကယောကပိုးနေလေနော်ယောရက်ကိုသူထည့်ရေးတယ်ထည့်ရေးမှသူဒီကာရန်တင်လိုက်တာတဲ့လားတင်ပြီးမြုပ်ချပလိုက်တာမလို့လားဆရာမမထည့်လိုက်လို့မရဘူးလားဒါကြီးကိုမထည့်ဘူးခေါ် e key ပဲပေါင်းလို့မရအောင်လားဆိုမရဘူးတဲ့ထိုင်းနေအင်မတန်မှ respect ပေးတာတဲ့မူရင်းစကားပိုင်ရှင်အဲ့တော့သူများဟာယူသုံးထားတယ်ဆိုရင်သူများဟာကိုယူသုံးထားတယ်ဆိုတော့တိအောင်လို့ကိုထည့်ရေးတာဒါပေမဲ့ Thai accents မှာအစင်မပြေတဲ့အတွက်ဒီအခရာလေးကိုထွင်လိုက်တယ်မြုပ်လိုက်တယ်အဲ့တော့မှတ်ထားပါဒီအခရာလေးတွေ့ရင်သူရောသူ့ရဲ့အောက်ကဘီကိုမြုပ်စုပါရေးရင်တော့ထည့်ရေးမယ်ဖတ်ရင်တော့ထည့်မဖတ်ဘူးထည့်ဖတ်လို့လည်းအစင်မပြေဘူးလေခေါ် e ရောကာရန်ဆိုဘလို့တန်တော့ထပ်မှထွက်လို့မရဘူးအဲ့တော့ဆရာမတို့ကခေါ် e key လို့ပဲဖတ်ပါမယ်သူ့ကိုမြုပ်ပါဟောဒီမှာဘောအော်ဒေါ်ဒီမှာကြည့်ရော်ရကာရန်ပါတယ်သူ့လည်းမြုပ်ပါတဲ့မြုပ်ပါဘာဖြစ်လို့မြုပ်တာကြည့်လိုက်လေ b ကဘောဖြစ်သွားတယ် o က oa ကဒီမှာ o ဖြစ်သွားဘောဖြစ်နေပြီ oa ကသူက o လို့ယူချပလိုက်တာသူ့အတန်ထွက်မှာအဆင်ပြေတဲ့စကားလုံးသူစားထိုးလိုက်ပြီအဲ့တော့ဘော d ကဒေါ်ဒိတ်ဖြစ်သွားတယ်အဲ့မှာ r ကရော်ရဖြစ်သွားတယ်အဲ့တော့ထိုင်းမှာကျတော့ဘောအော်ရော်ဒေါ်ဆိုရင်အတန်ပေါင်းလို့မရတော့ဘူးလေဘောအော်ဆိုရင်ဘောလို့ထွက်တယ်ကွယ်ဘောအော်ရောဆိုရင်ဘယ်လိုတော့ထွက်မလဲပြီးမှအနောက်မှာဒေါ်ကပိတ်အောင်မှာအဲ့တော့သူ့အတွက်ကဒီရော်ရီကြီးကပိုနေတာအတန်ကြီးကပိုနေတာထိုင်းစကားမှာကျတော့ပိုနေတဲ့အတွက်ကာလန်လေးတင်ပြီးမြုပ်ချပလိုက်ကာလန်တင်ပြီးမြုပ်ချလိုက်တဲ့အတွက်ဆင်မရရေးရင်တော့ထည့်ရေးတယ်ပေါင်းရင်တော့ပေါင်းစရာမလိုအဲ့တော့ဘောအော်ဒေါ်ဘောရှာထောက်လိုက်ဘောအော်ဒေါ်ဘောkeyboard အဲ့လိုပဲပေါင်းတော့တယ်เข้าใจนะคะအဲ့တော့ထိုင်းစာမှာဘာလို့ဒီလိုကွေးလေးအများကြီးပါနေရလဲစာမအဲ့ကာလန်ကိုဘယ်လိုလေးလာမှာဆိုကာလန်ကလေသူကလေပါတီကနေမွေးစားထားတာတို့นะคะတက္ကရာမွေးစားတာတို့အင်္ဂလိပ်စကားလုံးမှာမွေးစားတာဆိုအများတန်းပါမွေးစားစလုံးတွေမှာပါ
ရေးတော့တစ်မျိုးဖတ်သွားတော့တစ်မျိုးဘယ်တော့မှပုံနေယူလို့မရဘူးသူ့ရဲ့ပုံနေနည်းဆိုတာလည်းအတိအကျမရှိဘူးရှိတော့ရှိရ12ခုရှိရဆရာမပြောခဲ့လေဆရာမတော့ဖတ်ပြီးစပင်မွေးကြီးကြုတ်ကုန်တာအဲ့တော့အဲ့ဒါရေလုံးနေအချိန်ကုန်တယ်အရေးမကြီးဘူးမမမင်း Google ခောက်လိုက်နည်းနည်းလေးခောက်လိုက်တော့ပေါ်လာတာ Google Translate လိုက်ရတယ်ဘာမှမဖြစ်ဘူးနောက်ဆုံးကြံခဲ့တယ်ဘာမှမဖြစ်ဘူးသိလားအမှန်တိုင်းပြောထိုင်းစစ်တွေကိုမေးရတာမှသူတို့ရဲ့ daily life မှာ used to ဖြစ်တဲ့စကားလုံးတော့ပဲသူတို့သိတယ်တဲ့အရင်ထူးဆန်းစကားလုံးဆိုတော့သူတို့မသိဘူးတဲ့အဲ့တော့ဆရာမတို့လည်းအဲ့ဒါကြီးအရင် serious မဖြစ်စေချင်ဘူးဒါပါလို့ရှိရင်မြုပ်ဆိုရမယ်လို့သိရင်ရပြီเนาะအဲ့ပြန်ပေါင်းရမယ် call e key ball order board အဲ့တော့ ball order board မှာကြည့်လိုက်တော့ကဒါ met ကလေးအသက်တွေဖြစ်တဲ့အတွက်အလေတံပြီးကိုအသက်တွေနဲ့ပေါင်းတော့လို့ထုံပြီးကိုဆန်းစစ်လိုက်တော့ပေါ်ပိုင်းမိုင်းဆိုတာအလေတံပြီးအဲ့တော့အလေတံပြီးကိုအသက်တွေနဲ့ပေါင်းရင်လို့တုံအတန်ကြလာတယ်ရှာလဲထောက်မယ်အတန်လည်းအကျဆိုပြရမယ် ball order board keyboard ရမယ်နော် keyboard ကိုပြောတာဟုတ်ပြီဆက်သွားမယ်ဒီမှာ carrot မုံလာဥနီလို့ဆရာမတို့မြန်မာလို့နာမည်ကိုပြည့်ညက်ပေးလိုက်တာထိုင်းမှာဒီမုံလာဥနီဆိုတဲ့စကားလုံးတက်တို့နာမည်တည်တံ့ပေးထားတာမရှိဘူးထိုင်းလိုမျိုးပြည့်ညက်လိုက်တာမရှိဘူး English accent ကိုပဲပြန်ပြီးမွေးစားလိုက်တာ carrot အဲ့တော့ဘယ်လိုပေါင်းလိုက်လဲဆို call arrow carol oh sorry ဆရာမပြန် call a ဆိုရင် call a raw carrot လို့ရေးလိုက်တယ်အဲ့တော့ဒီမှာရေးတော့အမှန်ဖတ်တော့အတန်ကြည့်လိုက်နော်ဒီမှာ call a အနှိမ့်နာကိုတန်ရှည်တရနဲ့ပေါင်းတာမြစ်တော့ call a raw ထောကကြည့်လိုက်ထောထဟန်ဆိုတာတကယ်တော့ဒါထောထဟန်ကပါလေ maggot 16နှလုံးနဲ့တစ်လုံးနေထောထဟန်ကထဆင်လို့ထတက်နေတာဒါထတက်အဲ့တော့အနှိမ့်နံကြီးဆိုပြီးကိုစမ်းစစ်တော့ကြည့်လိုက်တော့ raw ဆိုတာအနှိမ့်နံကြီးအနှိမ့်နံကြီးဆိုရင်ဆမတော့တရပါစမ်းစစ်တော့ sara all ဆိုတာတန်ရှည်တရအဲ့တော့တကယ်တော့ပုံနေနည်းအရအနှိမ့်နံကြီးတန်ရှည်တရအတက်သေးဆို falling နံဖြစ်မှာ falling နံနဲ့ဆိုရင် raw ထော rod အဲ့လိုကြီးဆိုရမှာဒါပေမဲ့အဲ့လိုမထွက်သွားဘူးလို့တုံးမဲ့ထွက်သွားတယ် carrot အဲ့ဒါမွေးစားစကလုံးနေပြီရေးရင်တော့တစ်မျိုးဖတ်ရင်တော့တစ်မျိုးအမြဲတမ်းဖြစ်ပါတယ်အဲ့ဒါကြီးတော့ဆရာမတို့အလွတ်ကျက်ရပါတယ်ငါရေးတော့အမှန်ဖတ်တော့အတန်ဆိုတဲ့မှာပါပါတယ်ပုံနေနည်းအတိုင်းမသွားဘူးဒါပေမဲ့တေချာတာတော့ထားစင်တို့အတန်နဲ့စုံထားတဲ့အတွက်ရှာထောက်ရတယ်မထောက်ရင်စကားပြောမပြီးတော့ဘူးရှာမထောက်ရင်စကားပြောမပြီးတဲ့လူဖြစ်တော့မှာအဲ့တော့ဒါလေးမှတ်ထားပါ carrot က rod ကဒါလိုတုံးနဲ့ဆိုရမယ်ဒါချွင်းချက်ပဲนะคะအဲ့တော့ပြန်ပေါင်းပြမယ် call a raw torrot ရှာထားမယ် carrot အဲ့ဒါ carrot ပေါ့နော်မုံလာဦးနီအဲ့မှာအဲ့ carrot ကို juice အနေနဲ့တောက်ချင်အရှိမရေကိုထည့်လိုက်နော်အမ်နမ်မိထိုနမ်ဆိုရေလေအဲ့တော့ carrot juice ဖြစ်သွားတယ်နမ် carrot นะคะဟုတ်ပြီဆက်သွားမယ်ဒီမှာရဲ police ตำรวจအဲ့ဒီရဲလဲအဲ့လိုပဲရေးတော့တစ်မျိုးဖတ်ရင်တော့တစ်မျိုးကြည့်အောင်နော်တော်အမ်တမ်အလေတံကြီးကိုတန်ရှည်တရနဲ့ပေါင်းလို့မြစ်တော်တော်အမ်တမ်ဒီမှာရောဝကျော်ရွတ်ဆမရဲ့ပြီးသုံးလုံးကြီးနော်ဘလို့ပဲဟာစဖတ်မှာလဲမှတ်ထားပါတဲ့ဝေါ်ဝင်ကိုတွေ့ရင်တဲ့သူ့ရဲ့အနောက်ကတစ်လုံးကိုစမ်းစစ်ပါတဲ့ဝေါ်ဝင်ရဲ့အနောက်ကတစ်လုံးကိုစမ်းစစ်ပါတဲ့ဝေါ်ဝင်ရဲ့နောက်မှာတဲ့တရဆိုလို့ရှိရင်ဥမာပေါ့စရအာတို့စရအီတို့စသဖြင့်တရ32ခုတည်းတစ်ခုခုဖြစ်နေရဆိုရင်အဲ့ဒါကဝေါ်ဝင်အစစ်တဲ့အခုစမ်းစစ်လိုက်လို့ဝေါ်ဝင်ရဲ့နောက်မှာအသက်ဖြစ်နေတယ်ဒီအသက်ပြီးအုပ်စုတည်းဖြစ်နေဆိုအဲ့ဒါဝေါ်ဝင်မဟုတ်ဘူးတဲ့စရအိုးပုံပြက်နေရတဲ့အဲ့ဆိုဆင်မတို့ကစရအိုးလေးပြန်အစားထိုးလိုက်ရောအိုရူဝါဖြစ်သွားပြီဒီမှာရောအိုကျော်ရူဝါလောက်ပေါင်းပါတယ်ကြောချမ်းဒီကြတက်ဖြစ်ပါတယ်ကြတက်ဆိုတော့ဆင်မတို့ရှာထောက်ဆိုရပါတယ်ရောအိုရူဝါရောအိုကျော်ရူဝါဆင်မရင်ပုံနေနည်းအရာကအနှိမ့်နံပြီးလေရောရကစရအိုဝတန်ရှိတရကြောချမ်းကမဲ့ကော့ဆိုတော့အတတ်သေးအဲ့တော့ပုံနေနည်းအရာအနှိမ့်နံပြီးတန်ရှည်တရအတက်သေးဆိုတော့ဟိုဆရာမ falling နှုံးနဲ့ဆိုမှမဟုတ်လားဘာဖြစ်လို့လို့ထုံးနဲ့ဆိုတော့တယ်သူကလည်းအဲ့ဒါရေးတော့အမှန်ဖတ်တော့အသက်นะคะပတ်တန်ရ falling နဲ့ပြန်မယ်ဒါပေမဲ့ तू ထွက်သွားတာလို့တုံးမဲ့ထွက်သွားတယ်ตำรวจဆိုတာရဲဖြစ်ပါတယ်ရှာထောက်ပါတော်အမ်တမ်ရောအူကျော်ရွတ်
ဒါပေမဲ့ပုံပြက်နေတော့သူက raw war ကြော root ပဲမြင်ရလိမ့်မယ်နောက်ပိုင်းကျွမ်းတော့ရင် raw war ကြောဆို root လို့တန်းထွက်နိုင်ပါမကျွမ်းနေတော့အစားထုတ်လိုက် raw war raw war ကြော root ဘာဖြစ်လို့အဲ့လိုဖြစ်သွားလဲဆိုတော့ဒီစကလုံးအတွက်ဆရာမမှာအဖြေရှိပါတယ်ဟိုးရင်တော့ထိုင်းမှာ Rama 5ဘရင်အထိရဲဆိုတဲ့စကလုံးကိုထိုင်းလိုမျိုးတမ်ရွတ်လို့ပြညတ်ပေးခဲ့တာမရှိသေးပါဘူးအင်္ဂလိပ်စကားလုံး police ကိုပဲတောင်းတယ် police ကိုပဲ Thai accent နဲ့ police လို့ပဲပြောတယ်အဲ့ police လို့ဆိုနေရမှာမဖြစ်တယ်ဘူးဒါအင်္ဂလိပ်စကားကြီးငါတို့စကားမဟုတ်ဘူးငါတို့ဘာသာစကားအတွက်ကိုငါတို့ထွင်ရမယ်ဆိုမှထွင်ချလိုက်တာအဲ့တော့ဒီစကားလုံးကိုမထွင်ခင်မှာဒီစကားလုံးရဲ့ရှေ့မှာဘာရှိလဲဆိုရဲဆိုတာဘာအလုပ်လုပ်တာလဲရဲဆိုတာစစ်ဆေးတဲ့အလုပ်ကိုလုပ်တာစစ်ဆေးတဲ့အလုပ်ကိုလုပ်တာစစ်ဆေးတာကိုထိုင်းလူမျိုးကသူတို့ကလုပ်ပြောပါတယ်တော်တော်ဝါကြောသူတို့အဲ့ဒါသိရမယ်နော်ဝါဝယ်နောက်မှာဒါအသက်လေကြတက်ဆိုတော့သူဒီလည်းပဲဆရာဦးပုံပြက်နေတာတကယ်တမ်းတော့အဲ့ဒါတော်တော်ဦးသူတို့တော်တော်ဦးကြောသူတို့ဖြစ်ပါတယ်ဒီမှာကျတော့ဒါဘီတွဲလို့ခေါ်တယ်တောတောင်နဲ့ရော်ရီကဒါဘီတွဲဆရာဦးကတန်ရှည်ကြကြောကဒါကြတက်အသက်တည်นะคะအဲ့တော့ဘီတွဲမှာဆင်မတော့ပုံနေနည်းကိုစဉ်းစားရင်ရှေ့ဘီပဲကြည့်ရတဲ့ခါမှာဒါတောတောင်ဆိုအလဲတန်ဘီအုပ်စုအလဲတန်ဘီအုပ်စုအသက်တည်နဲ့ပေါင်းတာလို့တုံးတော်ရောဦးကြောသူတို့လို့တုံးနဲ့လဲဆိုမယ်ရှာလဲထားမယ်သူတို့ဆိုတာစစ်ဆေးတာအဲ့တော့ရဲရဲ့အလုပ်ကစစ်ဆေးတဲ့အလုပ်အဲ့တော့ဒီသူတို့ဆိုတဲ့စကားလုံးကနေပွားပြီးမှတမ်ရူတ်ဖြစ်သွားတာအဲ့တော့ဒီ accent နောင်ကသူတို့ကလို့တုံးဆိုသူ့ပါလို့တုံးပဲယူလိုက်တာတမ်ရူတ်ဆိုတဲ့စကားလုံးကသူတို့ဆိုတဲ့စကားလုံးကပွားလာတာဖြစ်ပါတယ်စကားလုံးတစ်လုံးကနေနှလုံးပွားသွားတာရဲအလုပ်ကစစ်ဆေးတဲ့အလုပ်မလို့စစ်ဆေးဒီဆိုတဲ့သူတို့ကနေပြီးမှတမ်ရူတ်ဆိုမှမွေးစားပလိုက်တာပြညက်ပလိုက်တာပေါ့မွေးစားတာမဟုတ်ပြညက်ပလိုက်တာစကားလုံးအစ်စ်ထွင်လိုက်တာအဲ့ဒါကြောင့်မလို့ဒါကြီးကပတ်တန်တိုင်းမသွားတော့ဘူးပတ်တန်အရဆို falling နဲ့ဖြစ်ရပါမယ်ဒီကအခန့်ကလို့တုံးကိုပဲပြန်ယူပြီးပေါင်းလိုက်တဲ့အတွက်ရဲကိုတမ်ရူတ်ဆိုမှရေးတော့အမှန်ဖတ်တော့အတန်နဲ့ပေါင်းပြရပါတယ်နော်မှတ်ထားပါနော်တော်ရောဝကြောသူတို့အဲ့လိုမစိုးတဲ့ရင်ဆရာဦးကပြန်ဖော်ပြီးဆိုပါတော်ရောဦးသူတို့တော်ရောဦးကြောသူတို့ရှာထောက်သူတို့นะคะအဲ့မှာမှရဲကတော်အမ်တမ်ရောဝကြောရူတ်တမ်ရူတ်ဆိုရဲဖြစ်ပါတယ်ဒါนะคะဟုတ်ပြီကဲဘာသာစကားတကူကစိတ်ဝင်စားစရာတော့ကောင်းတယ်ဆရာမအဲ့လိုမျိုးလေးလေထူးထူးဆန်းဆန်းလေးဖြစ်သွားတာလေးတွေကိုဆရာမအရင်စိတ်ဝင်စားပါဘောနော်ဘာဖြစ်လို့ဒီစကားလုံးကအဲ့လိုဖြစ်သွားတာလဲအဖြေလိုက်ရှာရတာပေါ့နော်ဟဲ့တမ်တို့ရေးတော့မှန်ဖတ်တော့တန်ရောတမ်တို့အဲ့လိုကြီးပဲရောရအောင်ပေါင်းအဲ့လိုမျိုးမဟုတ်ပဲနဲ့လေဘာဖြစ်လို့အဲ့လိုဖြစ်သွားတာလဲဆိုတော့လိုက်ပြီးတော့စူးစမ်းရတာကစိတ်ဝင်စားစရာတစ်ခုပေါ့နော်ကဲကြည့်အောင်မီးကြွေကိုတိုက်တာနော်အဲ့ဒါကိုတောင်ရီတောင်အောင်တောင်အလဲတံပြီးကိုတန်ရှည်သရနဲ့ပေါင်းလို့တောင်အောင်တောင်ကမစ်တုံတောင်အောင်တောင်ဒီမှာရော်အီဒေါ်ရီကြောင်ဒေါ်ဒိတ်ဆိုတာမက်ကုတ်အတတ်တေအဲ့တော့အတတ်တေဆိုတာတိတဲ့အတွက်ကျွန်တော်တို့ဘီကိုစမ်းစစ်တဲ့ခါမှာရော်ရီဆိုတာကအနှိမ့်နဲ့ဘီအုပ်စုအဲ့တော့အနှိမ့်နဲ့ဘီအုပ်စုဆိုရင်တရကိုပါစမ်းစစ်ရတယ်လေတန်တုံနဲ့ပေါင်းရင် high တုံတန်ရှည်နဲ့ပေါင်းရင် falling တုံဆိုတော့ကြည့်လိုက်တယ်မှာစရအီဆိုတာတန်ရှည်တရအဲ့တော့အနှိမ့်နဲ့ဘီတန်ရှည်တရအတတ်တေဆိုတော့ falling တုံ falling နဲ့လည်းဆိုမယ်ဆီယမတို့ရှာလဲထောက်မယ်ရော်အီရီရော်အီဒေါ်ရီရှာထောက်တယ်ရော်အီရီရော်အီဒေါ်ရီတောင်ရီဆိုတာမီးကြွေကိုပြောတာပါအဲ့မှာမီးကြွေတိုက်တယ်ဆိုရင်တော့မီးကြွေတိုက်တယ်ဆိုတဲ့ကရိယာဒီ read ကိုပြန်သုံးပါတယ်ရော်အီဒေါ်ရီတလုံးနဲ့ဆိုရင်ဒါကရိယာဖြစ်ပါတယ်မီးကြွေတိုက်တာအဲ့တော့ထားပါအင်ဂျီဝတ်စားကိုမီးကြွေတိုက်တယ်ဆိုရင် read เสื้อဆိုတာအင်ဂျီထားပါတော့လေအင်ဂျီမီးပူတိုက်တယ်ပေါ့အင်ဂျီကိုမီးပူတိုက်တယ်ဆိုရင်အင်ဂျီကို noun နေရာမှာ object နေရာမှာထားလိုက်မယ်ကရိယာရှေ့လာရဲ့နော်ပြုလုပ်ခြင်းခံရတဲ့ object နောက်ကလိုက်ပါတယ် noun ကအနောက်ကထားပါတယ်အဲ့တော့ဒါ raw e dori ဆိုတာတိုက်ဒီစောเสือမိုင်းထိုเสื้อဆိုတာအင်ဂျီ read เสื้อဆိုတာအင်ဂျီကိုမီးကြွေတိုက်တာဖြစ်ပါတယ်นะคะဒီမှာ tao read ဆိုတာနှလုံးစလုံးကဒါ compound tao read ဆိုတာမီးကြွေဒါ noun တကယ်လို့ read တလုံးနဲ့ယူလို့ရှင်ဒါ verb အဲ့မှာမှမီးပူတိုက်တယ်လို့ပြောချင် read เสื้อလို့ပဲပြောပါတယ်အင်ဂျီကိုတိုက်တယ်ပေါ့တိုက်တယ်မီးပူနဲ့တိုက်တယ်လို့ပြောစရာမလိုအင်ဂျီကို
မိကျွေတိုက်တယ်ဆိုရင် read လို့ပြောလိုက်ရင်ရပါပြီရမယ်နော် raw e doric ကအနိမ့်နံမီတန်ရှည်တရအတတ်တယ်မလို့ falling နံဖြစ်ပါတယ်ဟုတ်ပြီကဲထိုရထားတဲ့ TV ကိုလေအင်္ဂလိပ်စကားလုံးပြန်မွေးစားလိုက်တာလည်းရှိရဲ့ TV လို့ပြောတယ်ထော ET WEV TV လို့လည်းပြောတယ်ရှင့်အဲ့မှာတွိုင်းမှာ TV လို့တော့ပြောလို့မရအောင်အင်္ဂလိပ်လို့သူတို့ကအင်္ဂလိပ်စကားလုံး T ကိုမလုပ်တာလဲဆိုတော့ထားစင်လို့အတန်နဲ့ထွက်တာမို့လို့ T ကိုထားစင်လို့အတန်နဲ့ထွက်လိုက်တာထောတဟန်ပြောင်းလိုက်တယ်ထော ET V ကတော့ vowel ပေါ့နော် WEV TV ဆိုမှအဲ့အတန်ထွက်ပါတယ် TV အဲ့တွိုင်းမှာနေ TV တွေပဲတော့မလုပ်အောင်နော် TV ထော ET WEV TV ဆိုတာ TV ကိုပြောတာဒါအင်္ဂလိပ်စကားလုံးပြန်မွေးစားထိုင်းလိုမျိုးတည်တံ့ပြည့်ညက်လိုက်တာရှိပါတယ်ဒါပေမဲ့လည်းထိုင်းစကားလုံးအစ်စ်လည်းမဟုတ်ပြန်ဒီမှာလေကွေးလေးတွေပါတာမွေးစားတာထိုရထပ်လို့ဖတ်ပါတယ်ထိုရထပ်ဒီမှာထောအိုကထိုးလို့ဖတ်မယ်ရော်ရကရလို့ဖတ်မယ်ထောအစောကထပ်လို့ဖတ်ပါမယ်ထိုရထပ်ထိုရဆိုတာကဆက်တွေ့တာတဲ့ထိုရဆိုတာကဆက်တွေ့သည်အမြန်ဆက်တွေ့တာမျိုးထိုရထောအစောထပ်ဆိုရင်ရုပ်ပုံနဲ့นะคะဒါတက္ကရာဘာသာစကားမွေးစားတာစောဆာလာတို့စောရုစီတို့ ਨੇ ပါတဲ့စကားလုံးတွေဆိုရင်များဖြင့်တက္ကရာဘာသာစကားနဲ့မွေးစားတာထိုင်းနီ 99.99 ကမွေးစားစလုံးတွေနဲ့ပြည့်နေနေပါတယ်အဲ့ဒါကြောင့်မလို့ဒါလေးကတက္ကရာမှာဆိုရင်ဒါနအတန်ပါတယ်သဆနဆိုတဲ့စကားလုံးကလာတာတဲ့အဲ့ခါကျတော့အဲ့နကိုတော့မြုပ်ချင်တဲ့အတွက်ကာလန်တိမ်ပြီးမြုပ်ချပြီးမှဒီစောဆာလာလေးကိုစတက်လုပ်လိုက်တာစအတက်လုပ်လိုက်တယ်အဲ့တော့ဒါလေးကအတက်တည်ဖြစ်သွားရောအဲ့တော့မှအတက်တည်ဆိုတော့ကျွန်မတို့ကဘီကိုစမ်းစစ်တဲ့အခါမှာထော်ထဟန်ဆိုအနိမ့်နံဘီအုပ်စုအနိမ့်နံဘီအုပ်စုကိုတန်တူတရနဲ့ပေါင်းနေအတက်တည်နဲ့တက်တယ်ဆိုတော့ high tone ဖြစ်ပါတယ်ပုံနေနည်းအရအဲ့ဒါကြောင့်ထောအစောထပ်ရှာလဲထောက်တယ် high tone နဲ့လည်းဆိုရပါတယ်အရန်နဲ့နဲပါတယ်နော်ထောအစောထပ်ထောအစောထပ်นะคะရှာထောက်ပါတယ်ထိုရထပ်ထိုရထပ်ရုပ်ပုံနဲ့အမြန်ဆက်တွေ့တော့အရာပေါ့นะคะရုပ်ဟုတ်တယ်မလားဟိုဘက်ကပြလိုက်တာဒီဘက်ကနေချက်ချင်းမြင်ရတာလေအမြန်မဲဆက်တွေ့လိုက်တဲ့အရာပေါ့ထိုရထပ်ထိုရထပ်အဲ့ဒါ TV ထောအိုထိုရအဲ့လိုပေါင်းလိုက်ရတယ်တချို့ကကြတော့ထောအိုရောထိုလို့ပေါင်းတယ်ပြီးရင်ရောတလုံးမြုပ်ထားတယ်ဆိုမှပြန်ဖော်ပြီးဆိုတယ်အဲ့လိုမျိုးပြောလိုက်ရင်ရှုပ်တော့မှဆိုလို့ဒီတိုင်းပဲမှတ်လိုက်ထောအိုထိုရောရကိုရလို့ထွက်မယ်ထောအစောထပ်ဆိုမှ high tone နဲ့ဆိုမယ်ရှာထောက်မယ်ထိုရထပ်ထိုရထပ်ဆရာမကတော့လေထိုရထပ်လို့ပြောတာကိုရှုပ်တယ်တဲ့ဟာကျွန်မ TV လို့ပြောလိုက်တာထော ET WEV TV ပဲပြောလိုက်တာလူတိုင်းသိရင်ထိုရထပ်ဆိုတာ official announce တွေမှာပဲသုံးတာများရတယ်ခုနောက်ပိုင်းdaily life မှာဆိုလို့ရှိရင်တော့ TV ပဲသုံးတော့တယ်นะคะဟုတ်ပြီကဲ TV ကိုထိုရထပ်ဆက်သွားရအောင်နောက်တစ်ခုธนบัตรcash ပတ်စံပြောတာပတ်စံအတိုင်းမှာ cash စက္ကူလည်းရှိတယ်အကျွေစိတ်လည်းရှိတယ်ဇာကငွေသားစက္ကူပြောတာထနဘောအတော်ဘတ်ရော်ရကိုမြုပ်ဆိုပါတယ်ဆီယမရဲ့ဒီရော်ရရဲ့မြုပ်ဆိုရတယ်လည်းပြောတယ်အပေါ်မှာဟိုကွေးလေးလည်းမပါပါလားမပါဘူးဒီစကလုံးကဒါလည်းချွင်းချက်ပဲအလွတ်ကျက်ပါนะคะဘောအတော်ဘတ်လို့ပဲဖတ်ပါတယ်ရော်ရကိုမြုပ်ဆိုပါတယ်ဒါလည်းပါဠိတို့မဟုတ်တက္ကရာဘက်ကလာတဲ့စကားလုံးမွေးစားထားတာပါပါဠိတို့မဟုတ်တက္ကရာဘက်မှာဆိုရင်သူ့ရဲ့အတန်ထွက် accent ကရပါလိမ့်မယ်တဲ့ဘတ်တရတွေပါဖြစ်နေမှာပေါ့ဆရာမလည်းပါဠိအဲ့လောက်မရအောင်လीเนาะတက္ကရာတွေအဲ့တော့ तू ကဒီမှာထိုင်းမှာကျတော့ तू ကဒါရသူ့တဲ့လှုပ်ရှုပ်တယ်လေထွက်တာအစိမပြေဘူးမပြေတဲ့အတွက်သူ့ကိုရေးတော့ရေးတယ်ကွယ်ဘယ်ကလာမှန်းသိအောင်လို့ထည့်ရေးတယ်ဒါပေမဲ့ပေါင်းတဲ့ခါမှာတော့ထည့်မပေါင်းတော့ဘူးသူတို့ထိုင်းစကားမှာထွက်ရတာခက်တဲ့အတွက်ဒါကြီးကိုမြုပ်လိုက်တဲ့အတွက်ဒီဒါလေးအသက်ဖြစ်သွားတယ်ဒါလေးကတောင်းဝင်းမှုအသက်ဖြစ်သွားရောတော့တာဝအဲ့တော့မှအလေတံကြီးကိုအသက်တွေနဲ့ပေါင်းတဲ့အတွက်လိုတုံးမက်ကော့ဆိုတော့တောင်းဝင်းမှုအသက်ဆိုတော့ရှာထအဲ့တော့ဘောအတော်ဘတ်လိုတုံးနဲ့လည်းဆိုမယ်ရှာလဲထားပါတယ်ဘောအတော်ဘတ်ဘောအတော်ဘတ်ဘတ်ဆိုတာတလုံးနဲ့ကက်ကိုပြောတာဒီမှာဌာနဘတ်ထောထုံးကိုထားစင်လို့အတန်ထွက်ပါတယ်ထောထုံးကိုထားစင်လို့အတန်ထွက်မယ်နော်နူနငယ်အတန်ထွက်ပါတယ်ဒီမှာဒါလေးကတော့นะคะဘောအတော်ဘတ်ကကြတော့ဒီမှာဒီလိုမျိုးပေါ့နားလည်အောင်ပြောတော့ဒီလိုအတန်ထွက်တော့ဘာကုန်းကိုတောင်းဝင်းမှုအတန်နဲ့တတ်တဲ့အတန်ဖြစ်တော့
ธนบัตรธนบัตรဖြစ်ပါတယ်အဲ့တော့ဆရာမကတော့အလွတ်ကြက်လိုက်တာဆရာမထနပေါ့ဒီလိုပဲပေါင်းလိုက်တာထနဘောအာတော်ရောဘတ်ဆိုကြက်လိုက်တာပုံနေနည်းမှမရှိတာရောသူ့မမိချင်း blind ကြီးကြက်ရတာလူဘိန်းကြက်တယ်လို့ကြက်လိုက်တော့တာပြီးရောအဲ့ကြတော့นะคะဘောအာတော်ရောဘတ်ဘောအာတော်ရောဘတ်ธนบัตรဆိုတာငွေသားဆက်ကိုပြောတာပါအဲ့မှာတော့တာဝါမဲ့ကုတ်ဆိုတော့ရှာထောက်ပေးပါนะคะဒီမှာဘဲนะคะဘဲကိုเป็ดလို့ပြောပါတယ်ပေါ်အေဒေါ်เป็ดဒါလေးကလည်းဆရာမကြုံလန်းပြောတယ်စရအေနဲ့မိုင်းတိုက်ခိုးနဲ့တွဲရက်တွေ့လို့ရှိရင် is equal to စရအေပုံပြက်นะคะဆရာမပြန်ရေးပေးမယ်ဘေးနားမှာလည်းဒီလိုရေးထားလို့ရတယ်ဒါလေးတွေကပြီးခဲ့တဲ့အပတ်ကလေးက page ပေါ်မှာသင်ထားတာဆိုတော့ကူးပြီးလောက်ပြီလို့တော့ထင်ပါတယ်ညွန်လက်နေပေါ့နော်ကူးပြီးလောက်ပြီပေါ့အဲ့တော့ကူးထားတယ်ဆိုရင်တော့အခုဆရာမပြောတဲ့အတိုင်းဆိုလိုက်ရေးလိုက်ရပြီဟောဒီမှာသူကတကယ်တမ်းဒီလိုမျိုးလို့မျက်စိတွေမှာအဲ့လိုမြင်ပြရတာนะคะစရအေးနဲ့မိုင်းတိုက်ခိုးဒီပုံပြက်နေတာလေဒီမိုင်းတိုက်ခိုးလေးနဲ့အဲ့လိုတွဲရက်မြင်လို့ရှိရင်အဲ့ဒါပုံပြက်နေဘာပုံပြက်နေစရအေးဆိုတဲ့ဒီတန်တို့သရပုံပြက်နေအဲ့တော့အရှိကိုအရှိတိုင်းပြန်ဖော်ဆိုပါပေါ်အေပေပေါ်အေဒေါ်ပေစမဒီလိုရေးလို့ရလားမရအောင်လေဒီလိုရေးလို့မရတော့ဒါကြီးကိုပုံဖြတ်ပြီးမှဒီပုံစံပြောင်းပြီးရေးပလိုက်တာအဲ့ဒါကြောင့်ဒါပေမဲ့ကိုကသွားရင်မှပေါ်အေဒေါ်မိုင်းတိုက်ခိုးလို့တော့ဖတ်လို့မရအောင်นะคะကိုကမျက်စိထဲမှာဒါလေးကိုစရအေလို့မြင်မယ်ပြီးမှပေါင်းမယ်ပေါ်အေပေဒါဆိုပေါ်အေပေပေါ်အေဒေါ်ပေပေါ်အေဒေါ်ပေပုံနေနီးအရာအလေတံကြီးကိုအသက်တင်နဲ့ပေါင်းရင်လို့တော့အလေတံကြီးနဲ့အမြင့်တံကြီးတွေအသက်တင်နဲ့ပေါင်းရင်တန်တို့တရနေနေတန်ရှိတရနေနေလို့တုံးဆိုတော့ဒါလို့တုံးနဲ့ဆိုမယ်မဲ့ကော့ဆိုတာဒါရီအသက်ဆိုတော့ရှာထောက်ဆိုပါဘော sorry ပေါ်အေပေပေါ်အေဒေါ်ပေပေါ်အေပေပေါ်အေဒေါ်ပေလို့တုံးနဲ့ဆိုပါเป็ดဆိုတာဘဲဖြစ်ပါတယ်เป็ดဘဲကင်ကိုเป็ดย่างလို့ပြောပါတယ်เป็ดย่างนะคะยออางอยางไม่เอกย่างสอดเกียนนะสมัยยี่เป็นไหมเนาะยออางอยางไม่เอกย่างเกียนนี้เป็ดย่างสอดเบเกนชอบกินไหมคะซาลาใจเหรอชอบกินไหมคะเป็ดย่างชอบกินไหมเสียมาเราได้เบเกนยังซาเกาหน่อยเนาะจ้าเราไหมแกดีมาพลาสติกพลาสติกนะคะဒါကလည်းမွေးစားစကားလုံးနဲ့ plastic ဟော plastic ဟုတ်လားအင်္ဂလိပ်လိုပါ plastic က plastic ဘာလို့ရိုက်တာမရတာ plastic plastic okay အဲ့မှာကြည့်အောင် p က pl ကိုတို့က p ပတ်စောက်တန်နဲ့မထွက်ဘူးတော့ဖအတန်နဲ့ယူလိုက်တာဖော်လော pl ကဘာဖြစ်သွားလဲဆိုဖော်လောဖြစ်သွားတယ်นะคะစရ A ပေါ့နော်sorry စရ A တော့ဖြစ် A ကစရ R ဖြစ်သွားတယ်အဲ့တော့ PLA က follow R ဖလားဖြစ်သွား follow R ဖလားဟောဒီ S လေးကဘာဖြစ်သွားလဲစောเสือဖြစ်သွားတော့အဲ့မှာ follow R စော plus ဖြစ်သွားပါတယ် follow R စော plus အဲ့မှာဒါ B တွဲဖြစ်သွားတာပေါ့ဒါဒါအတ္တဖြစ်သွားတယ်အဲ့မှာစောเสือဆိုတာအတ္တတည်လေ18လုံးနဲ့ပလုံးအမြင့်နဲ့နေရပါတာဒါစလုံးအတ္တလေးစသက်အဲ့တော့ဒါအတ္တတည်ဆိုတည်တဲ့တဲ့ဆရာမတို့ကအတန်ထွက်အတွက်ကိုဆရာမတို့ B ကိုစမ်းစစ်တဲ့ခါမှာ B တွဲမှာဆိုရင်ဆရာမတို့ရှေ့ B ကိုပဲကြည့်ရတယ်တဲ့နော်ရှေ့ B ကိုပဲကြည့်ပြီးပတ်တန်ဆုံးဖြတ်ရတယ်ဆိုတော့ကြည့်လိုက်တဲ့ခါမှာဖော်ဖန်ဆိုတာအနှိမ့်နဲ့ B အုပ်စုအနှိမ့်နဲ့ B အုပ်စုကပုံနေနဲ့နှစ်ခုလေတန်တို့တရနဲ့ပေါင်းရင် height တန်ရှည်တရနဲ့ပေါင်းရင် falling လို့ဆိုတော့ကြည့်လိုက်တဲ့ခါမှာဒီမှာစရ R ဆိုတာတန်ရှည်တရအဲ့တော့အနှိမ့်နဲ့ပြီးတန်ရှည်တရအတ္တတည်ဆိုတော့ falling တုံးစာလုံးအသက်ဆိုရင်ဒါ make good ဆိုရှာထောက်အဲ့ဒါကြောင့် follow R ဆို plus ရှာလဲထောက်တယ် falling နဲ့လည်းဆိုတယ် plus นะคะပြီးမှဒီမှာတော့ egotic အလေတံကြီးကိုဒါအသက်တွေမဲ့ကုတ်ဟိုတနေ့တင်လိုက်တဲ့ကတ်သက်ဒါလေးကသူလည်းအသက်တွေပဲလေအဲ့တော့ပုံနေနည်းအရာအလေတံကြီးကိုအသက်တွေနဲ့ပေါင်းရင်လို့တော့ကတ်သက်ဆိုတော့ပါဇက်ကပြုံးနေအဆုံးမှာတော့ egotic အဲ့တော့ plastic အဲ့လိုယူပါတယ်นะคะ follow R ဆို plus တော့ egotic plastic
အဲ့ဒါ plastic ကိုပြောတာပါဒီစကားလုံးကတော့ကွက်တိအတန်လိုက်ထွက်ပေးနိုင်တဲ့အတွက်မြုပ်เสียမလို့นะคะဟောဆက်သွားရအောင်စိန်ကိုဖက်လို့ပြောပါတယ်ဖော်အေဖေးဖော်အေချော်ဖက်ဒါချော်ချန်းရော်ရမြုပ်ဆိုပါတယ်ဒါမွေးစားစကားလုံးပါဒါကတော့ပါဠိရယူထားလားတက္ကဋယူထားလားမကွဲဘူးတခါလေးလဲခမာကနေယူထားလဲရှိရယ်ဘယ်စကားလုံးကယူထားလဲတော့မသိဘူးဒါပေမဲ့သူ့ရဲ့ origin နဲ့အတန်ဖက်ချရလို့ထားမှာဖက်ချရဖက်ချရကိုမှထိုင်းမှာကြတော့သူကဒီရအတန်ကိုမြုပ်ချင်တာမို့လို့ဒီအတန်တော့ထည့်မပေါင်းဘူးအဲ့တော့ဒီဟာဒီသုံးလုံးပဲပေါင်းတယ်ဒီတရအသက်ပဲပေါင်းလိုက်တယ်ချောချန်းကဒါချသက်လေချသက်အသက်တွေကတစ်လုံးပဲနေနော်မက်ကော့18လုံးနဲ့ပလုံးပဲဆိုတော့ဒါအသက်တွေဆိုတည်သွားတဲ့အတွက်ဘီကိုစမ်းစစ်တဲ့အခါမှာဖော်ဖန်းဆိုတာအနှိမ့်နံဘီအိုစုအနှိမ့်နံဘီအိုစုကပုံနေမြကနှစ်ခုမလို့ဆင်မလို့စရအေတန်ရှည်တရပါကြည့်လိုက်တယ်တန်ရှည်ဆိုတော့အနှိမ့်နံတန်ရှည်အသက်တွေဒီ falling tone ရှာလဲထောက်မယ် falling နံနဲ့လဲဆိုမယ်ဖော်အေဖေးဖော်အေချော်ဖေးတက်ကြတဲ့ရှာထောက်တယ်ဖော်အေချော်ဖေးဖော်အေချော်ဖေးစိန်ကိုပြောတာဆင်မတော့အလို့ကြက်လိုက်တာ blind ကြက်လိုက်တာဖော်အေချော်ရော်ဖေးရော်တွေကြံခဲ့မှာဆိုလို့ဖော်အေချော်ဖေးအတန်တစ်ခါထွက်လိုက်တယ်ပြီးမှဖော်အေချော်ရော်ဖေးဆိုမှအဲ့လိုကြက်လိုက်တာပြီးရောမမေ့တော့ဖေးဆိုတာ diamond ပေါ့နော်ကဲနောက်တစ်လုံးပရွက်စိတ်မော်တော်မော့မော်တော်မော့ဒီမှာဤနှလုံးပူထားတဲ့ရောင်ရောင်ဆိုသိလိုက်ပါအဲ့ဒါအရှိရဘီအနောက်ကအသက်တရကဆရအိုဆိုတဲ့တန်တို့တရကမြုပ်ထားတာအဲ့တော့အစမတော့ပြန်ဖော်ပြီးဆိုမယ်မောအိုမောမောအိုဒေါ်မော့အဲ့တော့မောအိုဒေါ်မော့ကိုကြည်ပါဒါမော်မာဆိုအနှိမ့်နံပြီးအိုစုဒီဆရအိုဆိုတာတန်တို့တရမက်ကော့ဆိုတာကဒါဓာရီအသက်ဆိုတော့အသက်တွေရှာလဲထောက်မယ်အဲ့တော့ပုံနေနည်းရအနှိမ့်နံပြီးတန်တို့တရအသက်တွေဆိုတော့ high tone နဲ့လဲဆိုမယ်ရှာလဲထောက်ပါမယ်မောအိုဒေါ်မော့မောအိုဒေါ်မော့မော့မော့ပရွက်စိတ်မော့ပရွက်စိတ်အဲ့မှာနောက်ပိုင်းကျွမ်းသွားရဆိုရင်လေဆရာအိုတောင်ပြန်ဖော်ဆိုစရာမလိုမော်ဒေါ်မော့တန်ထွက်တယ်နှိမ့်နံပြီးကိုဒါတန်တူတရမြုပ်ထားတယ်ဆိုတော့ကိုကတော့သိရမှာဝစိတ်ထဲမှာပုံနေနည်းရအနှိမ့်နံတန်တူအသက်တွေ high tone ဆိုတော့မော်ဒေါ်မော့ပရွက်စိတ်ဟုတ်ပြီဆက်သွားမယ်ဟောရှောက်တီမကရိုนะคะမောအာမအနှိမ့်နဲ့မြို့တန်တို့တရနဲ့ပေါင်းတာဟိုက်တုံးမောအာမကောရောဥဒေါကရုကောရောဥတောဒေါကရုအဲ့မှာဒီမှာဒေါတွေကဓာရီအသက်ဆိုအသက်တွေရှာထောက်အသက်တွေဆိုတိရရဘီကိုစမ်းစစ်တဲ့မှာဒီမှာဘီတွဲမှာရှေ့ဘီကိုပဲကြည့်တယ်ဆိုတော့ကောကိုက်ဒီဒါဗာလဲအလေတံဘီအိုစုအလေတံဘီအိုစုဒီတန်တို့တရနဲ့ပဲပေါင်းတန်ရှည်တရနဲ့ပဲပေါင်းအသက်တွေနဲ့တိုင်ရင်လိုတုံးဆိုတော့ဒါဆင်မတော့လိုတုံးနဲ့ဆိုမယ်ဘီတွဲမလို့အတန်တဝက်စီထွက်ပါကအတန်တဝက်ရအတန်တဝက်ထွက်ပါကောရောဥဒေါကရုကရရှာထလိုတုံးကောရောဥကရုကောရောဥဒေါကရုကောရောဥကရုကောရောဥဒေါကရုကရုမကရုမကရုအဲ့မှာတစ်ခါလေးကျအမြန်ပြောတော့ရအတန်တွေပျောက်ကုန်တာထိုင်းကိုယ်တိုင်ကရအတန်ပျောက်တာမကုတ်ပဲဖြစ်နေဒါပေမဲ့ကိုကတော့ပြပြတက်လေးပါမို့ဆီယမကိုတိုင်ရတခါလေကျလော်လင်းနဲ့ရော်ရီကိုမကွဲဘူးအမြင်ပြောရင်ရှာတဲ့လိတ်သွားတာတခါကျအရိုင်းတောင်အလိုက်ဖြစ်သွားတာမျိုးပေါ့နော်အမြင်ပြောတော့လေထိုင်းလူမျိုးလည်းအဲ့လိုပဲနောက်ပိုင်းလူတွေကအဲ့ရနဲ့လောက်မကွဲချင်ဖြစ်ပါဒါပေမဲ့တတ်နိုင်ဆုံးတော့ view site ပြီးမှဖတ်ပါတယ်တခါလေလည်း view site တဲ့ကြားတွေကလည်းမှားတာလေးတော့ရှိတာပေါ့လေအဲကြောင့်ဆီယမကိုလည်းဝေဖန်လို့ရပါတယ်မားနေမားရလို့တန်းပြောလို့ရတယ်သိလားကိုဂယူဆိုင်ရအောင်လို့ဟုတ်ပြီဒီမှာဒါမုံညင်းဖြူလေးချစ်စရာလေးမုံညင်းဖြူဖတ်ကဖောအကောဖတ်ဒါကတ်တက်ဒါဟိုတနေ့တင်လိုက်တဲ့ကတ်တက်သူလဲအသက်တွေပဲလေအဲ့တော့အမြင့်နံပြီးတဲ့ဖောဖင်းကအမြင့်နံပြီးအသက်တွေနဲ့ပေါင်းရင်လိုတုံးအသက်တွေဆိုပုံနေနေအတူတူပဲနော်သူကတော့ကတ်တက်နေနေဓာတ်တက်နေနေအဲ့တော့ဖောအမြင့်နံပြီးဖောအကောဖတ်ဖတ်ပလုံးနဲ့တော့ဟင်းဒီဟင်းရွက်အားလုံးကိုဖတ်အရွက် vegetable အကုန်လုံးကိုဖတ်အဲ့မှာ item ကအနောက်ကလိုက်တာကောအာကာကောအာဒေါကာဒီမှာဒေါတွေကမက်ကွတ်ဒါတွေအသက်အဲ့တော့အသက်တွေဆိုတည့်ရတဲ့ဘီကိုဆန်းစစ်တော့ကောကိုင်ဆိုအလဲတန်ဘီအိုစုအဲ့တော့အလဲတန်ဘီအိုစုဒီအသက်တွေနဲ့ပေါင်းရင်လိုတုံးရှာထောက်
အဲ့တော့ကောအာကာကောအာဒေါကာကောအာကာကောအာဒေါကာဖက်ကတ်ဖက်ကတ်မုံညင်းဖြူsorry မုံညင်းဖြူတော့မဟုတ်ဘူးဖက်ကတ်ဆိုမုံညင်းမရှိတယ်အဲ့မှာဆင်မတော့မုံညင်းဖြူလို့ပြောရှင်ဖြူတာနဲ့တွဲပြောပါတယ်ခေါ်အားဝခါဆိုဖြူတာခေါ်အားခါခေါ်အားဝခါဝေါနဲ့ဆုံးရင်ဘူးမြင့်နဲ့မြေကိုအသက်ရှင်နဲ့ပေါင်းတာပေါင်းနေဆိုရင် rising dome နဲ့မြင့်နဲ့မြေအသက်ရှင်နဲ့ပေါင်း rising dome နဲ့အဲ့တော့ခေါ်အားဝခါခေါ်အားဝခါခါဆိုဖြူတာအယောင်အောင်တင်ပြီးတော့ရနော်စီခါဆိုပြီးတော့အဲ့တော့ဖက်ကတ်ခါဖက်ကတ်ခါဆိုအဲ့ဒါမုံညင်းဖြူမုံညင်းစိမ့်လို့ပြောချင်စိမ့်နာနဲ့တွဲပြောပါတယ်စိမ့်နာเขียวခေါ်အေးเขียခေါ်အေးဝเขียวအဲ့ဒါတင်ပြီးတော့အမြင့်နဲ့မြို့အသက်ရှင်နဲ့ပေါင်းလို့ rising dome ခေါ်အေးเขียခေါ်အေးဝเขียวအသက်ရှင်ရဲ့ပုံနေနည်းကဘီကိုတန်ရှည်တရနဲ့ပေါင်းတဲ့ပုံနေနည်းနဲ့အတူတူပါပဲအလယ်တန်းနဲ့အနှိမ့်နဲ့အသက်ရှင်နဲ့ပေါင်းရင် mid dome အမြင့်နဲ့အသက်ရှင်နဲ့ပေါင်း rising dome နဲ့ဘီနဲ့တန်ရှည်တရနဲ့ပေါင်းတဲ့ပုံနေနည်းနဲ့တူပါတယ်တဲ့ဟုတ်ပြီအဲ့တော့ခေါ်အေးဝเขียวเขียวဒီအတန်မော့ဗမာလိုရေးပြီးခေါ်အေးကเขียเขียဆိုအဲ့အတန်ဝေါနဲ့ဆုံးရင်ဦးဆိုတော့ခီယာဝူပေါ့လေခီယာဝူလို့တော့မဆိုရအောင်ပေါ့ဝါတက်ကအတန်အဖျားဆိုပြီးနည်းနည်းပဲထွက်တာဆိုတော့ rising နဲ့ဆိုတော့အတန်အပေါ်ပြန်တက်တယ်ခေါ်အေးဝเขียวခေါ်အေးဝเขียวผักกาดเขียวผักกาดเขียวအဲ့ဒါမုံညင်းစိမ့်ရမယ်နော်ဆရာမကတော့နှမျိုးလုံးကြိုက်တယ်ชอบนะคะทั้งผักกาดขาวแล้วก็ผักกาดเขียวค่ะชอบกินทั้งสองอย่างเลยနှစ်ခုလုံးကြိုက်တယ်ကဲနောက်တစ်ခုမင်းကိုတီမန်ခုတ်မင်းကိုတီရလေဒါကလေမလေးရှားဘာသာစကားနဲ့မွေးစားထားတာကြည်လားဒါထိုင်းစကားလည်းမဟုတ်ဘူးအင်္ဂလိပ်စကားလုံးလည်းမဟုတ်ဘူးဟွာလည်းမဟုတ်ဘူးမြန်မာလည်းမဟုတ်ဘူးဒါမလေးရှားမှာခေါ်တဲ့နာမည်မလေးရှားအတန်တော့ဆရာမလည်းမပြောတတ်ဘူးဆရာမလေ့လာထားတာမလေးရှားကနေအတီးကနေတကဘာလုံးကပြန့်သွားတာပါနော်ဒီအတီးရဲ့ original source ကမလေးရှားကတဲ့ဆရာမရဲ့ဆရာပြောပြတာအဲ့တော့မှအဲ့မလေးရှားအတန်ကိုပြန်မွေးစားလိုက်တဲ့အတွက်အကုန်လုံးအတန်တွေထွက်တွေတူးကုန်တာအင်္ဂလိပ်ဆိုလဲ mangosteen တွေပါဖြစ်သွားတယ်ထိုင်းကျတော့ mangkut ဖြစ်သွားတယ်မြန်မာ mingkut ဖြစ်သွားတယ်ပေါ့နော်ကြည့်အောင်မောအငေါ်မန်မောအငေါ်မန်ငတ်တန်နဲ့ဆုံးတာပြုံးမှာဒါအသက်ရှင်မြန်မတင်ရသေးဘူးဒါမဲ့လည်းမန်းနိုင်တော့ပါပြီမောအငေါ်မန်အနေနဲ့မျိုးအသက်ရှင်တဲ့ပေါင်းမစ်တော့ငတ်တန်နဲ့ဆုံးတော့ပြုံးမှာမောအငေါ်မန်ဒီမှာခေါ်ဥဒေါ်ခုတ်ဒေါ်တွေကအဲ့မှာဓာတွေအသက်တွေအဲ့တော့ပုံနေနည်းကအနှိမ့်နံကြီးတန်တူတရအသက်တွေခေါ်ခွိုင်းအနှိမ့်နံကြီးဆရဥတန်တူတရဒေါ်ကမက်ကွတ်အသက်တွေဓာတွေအသက်အနှိမ့်နံတန်တူအသက်တွေဆို high tone high tone နဲ့လည်းဆိုမယ်ရှာလဲထားမယ်ခေါ်ဥဒေါ်ခုတ်ခေါ်ဥဒေါ်ခုတ်အပေါ်ထိုးတတ်တာခုတ်ရှာလဲထောက်ပေးပါအဲ့တော့မန်ပြုံးတယ်ခုတ်ရှာထောက်တယ်မန်ခုတ်မန်ကိုဒီမောအာငေါမန်ခေါ်ဥဒေါ်ခုတ်မန်ခုတ်အခုထိုင်းမှာနေတဲ့လူတွေများများဝယ်စားပါအရန်တန်တယ်ဒီမှာတစ်လုံးကို200 300 500ပေးပြီးဝယ်စားတဲ့အတီဟိုမှာ1ကီလိုမှ9ပတ်10ပတ်ဖြစ်နေတယ်ဒီနှစ်ကကိုဗစ်ကြောင့်นะคะနိုင်ငံခြားကို export မလုပ်ဖြစ်ပဲနဲ့ဒီမင်းကိုတီချန်ပိုင်ရှင်တွေကသူတို့မင်းကိုတီကိုသူတို့ဘုံမလောနဲ့ရောင်းနေရတယ်นะคะပြီးတော့မှတချို့ချန်ပိုင်ရှင်တွေဆိုရင်တဲ့ဟိုတစ်ပင်မှာပဲဒီတိုင်းပဲထားမှကြွေကြပဲခံလိုက်တော့တယ်တဲ့ဆရာမတငယ်ချင်းပြောဘာဖြစ်လို့လဲဆိုတော့တဲ့ဝန်ထမ်းစိတ်တောင်မခံချင်တော့ဘူးဘာလို့ပြန်ရောင်းရင်ရောင်းလို့ရတဲ့1ကီလိုမှ9ဘတ်10ဘတ်ပဲရတာတဲ့တိုင်ကအဲ့တော့ तू ကအလုပ်သမားကိုခေါ်ရင်တနေ့ကိုဘတ်300လေထိုင်းရဲ့ labor law အရတနေ့ကိုအခြေခံ fees က300ပေးရတယ်လေဘတ်300အဲ့တော့ဝန်ထမ်းစိတ်က300မင်းကိုတီးက1ကီလိုမှ9ဘတ်10ဘတ်တိုင်ကအဲ့တော့မကြိုက်လို့တဲ့ဒီမင်းကိုတီးချန်ပိုင်ရှင်ကတစ်ပင်နေဒီတိုင်းပဲအောက်ကိုပြုတ်ကြကြွေကြပြီးမှပဲအဲ့မှာဟိုပုတ်တောင်ပုတ်ကုန်ပြီတဲ့ရောင်းရင်လည်းအရန်ဈေးပေါ်တယ်တဲ့အဲ့ဒါလေဆရာမအရန်ကြိုက်တာပဲဒီမှာမတွေ့ဘူးတော့တွေ့လဲနည်းနည်းဈေးမြောက်လို့မဝယ်စားသေးဘူးနောက်နေ့မှတော့ဝယ်စားတော့အဲ့တော့ထိုင်းမှာရှိရလို့ညံဝယ်စားကြပါနော်စိတ်တော့မကောင်းကိုဗစ်ကြောင့်လေအကုန်လုံးထိခိုက်ကုန်လားနော်ကဲကြည့်အောင်ဒီမှာဓာကိုမိဟောကြည့်လိုက်တာဒေါ်ဒိတ်ဒါတွေတန်ဓာတက်ဒေါ်ဒိတ်နဲ့အပေါင်းတာများပါတယ်18လုံးတော့ပြောဒေါ်ဒိတ်နဲ့အများဆုံးပေါင်းတာပါဟောမော်အီမီမော်အီဒေါ်မီ
မော်မာဆိုတာအနှိမ့်နံပြီးစရအီတန်ရှည်တရဒေါ်ကမက်ကော့အတတ်သေးအနှိမ့်နံပြီးတန်ရှည်တရအတတ်သေးပတ်တန်အရ falling down မက်ကော့ရှာထောက်အဲ့တော့မော်အီမီမော်အီဒေါ်မီမော်အီမီမော်အီဒေါ်မီမီအတန်တက်ပြီးပြန်ဆင်းလာမီဆိုတာကဓာတ်ကိုပြောတာပါဆက်သွားမယ်ဓမျက်စီဗမာစကားဓမျက်စီပေါ့အခါလေးကျရင်တပြက်စီလို့လည်းခေါ်နော်ဆီယမမန်းလေးမှနေတော့ဆီယမရဲ့မပီကလာရှမ်းတန်အညာဖက်တော့နည်းနည်းရောက်ပါတယ်အဲ့တော့ကြောက်မောင်အိုင်မိုင်မိုင်းထုံမိုင်အနှိမ့်နံကြီးကိုမိုင်းထုံတဲ့နော်ဟိုင်ထုံမောင်အိုင်မိုင်မိုင်းထုံမိုင်မိုင်းဆိုတော့ဒုတ်ကိုပြောတာတစ်သားဒုတ်ချောင်းကိုမိုင်းလို့ခေါ်ပါတယ်ဒီမှာကွာဆိုတာလဲတာนะคะကောဝေါ်ဆိုတာဘီးတွေนะคะစရအားဒါတန်ရှည်တရဒေါ်ဒက်ဆိုတာဒါရီအသက်မက်ကွတ်အဲ့တော့ဒီတွေမှာအတန်တဝက်စီချိုးကြထွက်တာဟုတ်ပြီပတ်တန်စဉ်းစားရင်ရှေ့ပြီးနေမယ်စဉ်းစားတော့ကောကိုင်ဆိုအလေတံမျိုးစုအလေတံမျိုးစုအသက်တင်နဲ့ပေါင်းတာလို့တုံးအဲ့တော့ကောဝေါ်အားဆိုရင်ကွာကောဝေါ်အားတော့ကွာအတန်ကြသွားတယ်ဒါရီတန်နဲ့ဆုံးတော့ရှာထောက်ပါမက်ကွတ်ကောဝေါ်အားတော့ကွာကောဝေါ်အားတော့ကွာအိမ်မှာမှတ်ထားပါကွာတလုံးနဲ့ဆိုရင်လဲတာကွာတလုံးနဲ့လဲတာမိုင်းထည့်လိုက်တဲ့ခါမှာမိုင်းကွာကျတော့နောင်ဖြစ်သွားတယ်မိုင်းကွာဆိုတာဓမျက်စီးဖြစ်သွားတယ်ကွာတလုံးနဲ့ဆိုရင် buff ဖြစ်တယ်လဲတာဥပမာပေါ့အိမ်ကိုဓမျက်စီးလဲကွာဘန်အိမ်နဲ့တွဲပြောတာသူတို့ကအင်္ဂလိပ်လိုပဲသွားတာလေစာကြောင်းတိဆောက်တာကရိယာအရှိရလာလေဥပမာထားပေါ့ကျမ်းပြင်ကိုလဲတယ်ကွာพื้นအဲ့လိုပြောပါတယ်ကွာလဲဒီဆိုတဲ့ကရိယာအရှိမှအရင်ထားပါတယ်พื้นဆိုတဲ့ကြမ်းခင်းနောင်ကိုအနောက်မှာထားပါတယ်ကရိယာရှိရလာတယ်နောင် object နောင်အနောက်ကလိုက်တယ်ကောဝအားတော့ကွာလဲဒီนะคะလဲတယ်พออื่นอพื้นไม่โทพื้นဆိုတာจမ်းကိုပြောတာจမ်းပြင်นะคะအဲ့တော့จမ်းကိုလဲတယ်ပေါ့กวาดพื้นนะคะဒီမှာไม้กวาดကြတာ compound ဒါ noun ဓမျက်စီးကိုပြောတာပါဟုတ်ပြီဆက်သွားရအောင်ไม้บรรทัดတည်တယ်ဒါလေးကတက္ကရာဘာသာစကားလုံးကမွေးစားထားတာပါဆရာမကဘယ်လိုလုပ်သိရလဲဆိုတော့ဆရာမသင်ထားလို့ပေါ့နော်ခွဲတော့ခွဲတတ်တယ်တချို့ဟာလေးတွေရောကရောနဲ့စုံတဲ့ဟာလေးဆိုရင်ရောပါတာတို့ရောပါတာတို့အာရတို့လူတို့အဲ့ဒါပါတဲ့စကားလုံးတို့စောဆာလာတို့စောရုစီပါတဲ့စကားလုံးတို့အဲ့ဒါလေးစင်တာတက္ကရာနေလာတာဒါဆိုကြည့်လိုက်ပါဒီမှာမောအိုင်မိုင်မိုင်းထုံမိုင်းအနှိမ့်နံပြီးကိုမိုင်းထိုးတယ်နော်ဟိုက်တော့မိုင်းဆိုဒုတ်ဘောရောဘန်ဒါရောကတဲ့သူ့ရဲ့အနောက်မှာဘာမှမပါဘူးဆိုရင်နဲ့အသက်မပါဘူးဆိုရင်အဲ့ဒါအာနောပုံပြတ်တာတဲ့တကယ်လို့ရောနောက်မှာပေါ့ထားပါတော့အသက်ပါတယ်ပေါ့ဒီလိုမျိုးကတနတ်ပတမတ်ဆိုတဲ့အသက်တစ်ခုပါအဲ့ဒါစရအပုံပြတ်တာတဲ့အခုကကြည့်လိုက်တော့ရောနောက်မှာဘာမှမရှိဘူးသူ့ပေါင်းထားတဲ့စလုံးဘာမှမရှိဘူးဒါတက်အဲ့တော့ရောနောက်မှာဘာမှမပါဘူးဆိုရင်အဲ့ဒါအာနောပုံပြတ်တာဆိုတော့ဘောရော is equal to ဘောအာနောဘန်ဘောရော is equal to ဘောအာနောဘန်နော်နုနဲ့ဆုံးတော့ရှာထောက်ပါတယ်တဲ့นะคะအဲ့တော့ဘောရောဘန်လို့ပဲဆရာမတို့အလွတ်ကြလိုက်ဘောရောဘန်ဒီမှာထောအာဒေါ်ထတ်ဒေါ်ဒိတ်ဆိုတာအဲ့ဒါရီအသက်မက်ကွတ်ပုံနေနည်းရပြီးကိုစမ်းစစ်တော့ထော်ထဟန်ကအနှိမ့်နံပြီးအစုနှိမ့်နံပြီးအစုဆိုရင်တရပါစမ်းစစ်တဲ့အခါမှာစရအတန်တူတရအဲ့တော့ပုံနေနည်းရအနှိမ့်နံပြီးတန်တူတရအသက်သေးဆိုတော့ high tone အဲ့တော့ထောအာဒေါ်ထတ်ไม้บรรทัดมอไอไม้ไม้โทไม้บอรอบันทออาดอทัดชาเท่าไม้บรรทัดบันมาเลยชาเท่าเดทัดมาเลยชาเท่าบาร์ไม้บรรทัดจ้ะเป้าไหลนะปีแดนเนี่ยไม้บรรทัดมอไอไม้ไม้โทไม้บอรอบันทออาดอทัดไม้บรรทัดนะตั้งด่าเดดกบอนี่เด็บใหญ่เนาะตั้งด่าเดดกกันนี่พี่มาไม้ကိုထည့်လိုက်တဲ့အခါမှာကွန်ပေါင်းဖြစ်သွားပြီးမှဒါလေးကปีแดงဖြစ်ပါတယ်ไม้บรรทัดโอเคနောက်တစ်ခုก้าวรถလို့ပြောပါတယ်รอถอรถนะคะဟုတ်ပြီรอถอรถกาကြည့်အောင်ဒါအနှိမ့်နံပြီးဒါအသက်တွေဒါထားစင်တို့အသက်ဟုတ်ပြီအဲ့မှာรอถอรถက
ဆီယမတို့သိရမယ်တဲ့ရောအိုထော်ရော့ကလာတာတဲ့ဒီနှလုံးပူထားတဲ့ရောင်ရောင်ဆိုရင်တကယ်တမ်းအရှိရပြီးအနောက်ကအသက်မြုပ်ထားတဲ့တရဆရာအိုဆိုတဲ့ဒီတန်တူတရကြီးမြုပ်ထားတာမရရင်ပြန်ဖော်ဆိုလိုက်ရောအိုရော့ရောအိုထော်ရော့ရှာထောက်အနှိမ့်နဲ့ပြီးတန်တူတရအသက်တွေမလို့ဟိုက်ထုံဒီမှာဆရာအိုကတန်တူတရပုံနေနည်းရအနှိမ့်နဲ့ပြီးတန်တူတရအသက်တွေဆိုတော့ဟိုက်ထုံဖြစ်ပါတယ်ရောအိုရော့ရောအိုထော်ရော့ရှာထောက်ပါအဲ့ဒါမှပုံပြက်နေတဲ့အတွက်ဂီးနဲ့အသက်ပဲပူရေးထားရတော့ရောထော်ရော့ရောထော်ရော့road ဆိုတာကားဖြစ်ပါတယ် road အဲ့မှာကားမှာအမျိုးအစားတွေလိုက်ပြီးမှအနောက်ကနေနာမည်တွေပြောင်းတော့မှာဥပမာ taxi ကားဆိုရင် taxi နဲ့တွဲပြောမှာပါနော် road taxi တို့တကယ်လို့ကုန်ကားဆိုရင် road bantuk အဲ့လိုမျိုးလေးပေါ့အဲ့ဒါတွေက speaking မှာဆရာမသင်မှာပါအခုတော့အဲ့သင်ခန်းစာမရောက်သေးဘူးလေနော်ဟုတ်ပြီဆက်သွားမယ်လမုတ်နဲ့ဟေးလမုတ်ကိုဘာမှလို့ဘယ်လိုပြောရလဲဆရာမမေ့နေခဏနေအဲ့ဒါကိုမေ့နေဘာမှလို့ဘယ်လိုပြောရလဲမသိဘူးအရန်ကြိုက်တာအဲ့အသီးကိုမေ့နေတယ်လမုတ်တီလားမလမုတ်တီလားဘယ်လိုခေါ်လဲဘာမှလို့တီလိုက်ရင်ဒီအသီးကိုချိုလေးလေဆရာမပြောပါအောင်သိရလို့မဟုတ်ဘူးမယန်းသီးမဟုတ်ဘူးအီမမဆရာမရုပ်သေးချင်းမေ့နေအဲ့ဒါဘယ်လိုပြောရလဲမသိထားလိုက်တော့အဲ့ဆိုနောက်နေ့မှပြောပြမယ်ဆိုအကျွေးမယန်းသီးမဟုတ်ဘူးရှင်ဘာမှလို့ဘယ်လိုခေါ်လဲမသိဘူးရှမ်းလိုပဲသိရရှမ်းလိုကမငုတ်လိုပဲခေါ်တာတကြားသီးလားဟုတ်လို့လားဟုတ်ဘူးတဲ့နဲ့တကြားသီးနင်းဆရာမအမေကိုတော့မေးလာမယ်မမွန်သီးလည်းမဟုတ်ဘူးနင်အမေကိုမေးမှပြန်ပြောပြမယ်နော်ဒီအကျွေးကဲအဲ့ဒါလောအာလာမောဥတော်မုတ်လမုတ်ဒီမှာလောလေးကအနှိမ့်နံကြီးစရအတန်တုဒရအနှိမ့်နံကြီးကိုတန်တုဒရနဲ့ပေါင်းရင်ဟိုက်ထုံလောအာလာအပေါ်ထိုးတတ်မယ်မောဥတော်မုတ်သူလည်းထိုးတတ်တာပဲဒီမှာဒေါ်တွေကမက်ကော့အတတ်တီဆိုတော့ဒီကိုစမ်းစစ်တဲ့ခါမှာမော်မအနှိမ့်နံကြီးစရဥတန်တုဒရအနှိမ့်နံကြီးတန်တုဒရအတတ်တီဟိုက်ထုံမောဥတော်မုတ်နှစ်ခုလုံးက high tone အနောက်တစ်လုံးက short ထားတယ်လမုတ်အရန်ကြိုက်တာမန်းလေးရောက်ကြတဲ့မစားတော့တယ်9နဲ့6နဲ့တောင်ရှိရင်မန်းလေးမှလည်းမတွေ့ဘူးဒီအတီးလမုတ်လောအာလာမောဥတော်မုတ်လမုတ်တကြားတီးလားဟုတ်လားအကုန်လုံးကတကြားတီးပဲပြောနေဟုတ်ပြီတကြားတီးလို့ပဲခဏမှတ်ထားလိုက်မယ်နော် confirm ပြန်လုပ်ပေးမယ်နော်နောက်ခါမသိအမေပဲမေးရတာအမေကလူကြီးအကုန်သိတယ်လောအာလာမောဥတော်မုတ်လမုတ်โอเคค่ะမမွန်ဒီတော့မဟုတ်ဘူးမမွန်ဒီကဟိုဟာလုတ်ထောလို့ပြောတာအဲ့ဒါဆရာမသိတယ်ဒီဥစ္စာကဘာမှလုံးမေ့နေဘုန်းကြီးကျောင်း monastery war are the what အနှိမ့်နံကြီးတန်တူတရအသက်တီ high tone ဒါရီအသက်ရှာထောက် war are the what noun ဆိုရင်ဒါ monastery ဖြစ်ပါတယ်ဘုန်းကြီးကျောင်းနောက်တစ်ခုသုံးတယ်တိုင်းတာဒီကရိယာဆိုရင်ဒါဘုန်းကြီးကျောင်းမဟုတ်နော်ကရိယာဆိုတိုင်းတာဥပမာဆရာမတို့ဟိုပါဗောလေ what စွန်ဆိုအရင်အမြင့်ကိုတိုင်းနေนะคะ what လော့เอวပေါ့ခါကိုတိုင်းနေအင်ကြီးတွေခြုံတိုင်းရတာလေအဲ့ဒါမျိုးပေါ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းကိုတိုင်းတာလားတို့အရင်အမြင့်တိုင်းတာလို့ဆိုရင် what လို့ပြောတယ်အဲ့တော့ noun ဆိုရင်တော့ဘုန်းကြီးကျောင်းကရိယာဆိုလို့ရှိရင်တော့တိုင်းတာဒီရမယ်နော် what are the what အဓိပ္ပာယ်နှစ်ခုဖြစ်နေကဲစมุดโน้ตဆိုမစုစာအုပ်ပေါ့နော်စောမောဥတော်စมุดဆိုတာကရေးစာအုပ်ကိုစมุดနော်အိုတော် note မိုက်ထို note ဆိုတာကမှတ်တာဒါအင်္ဂလိပ်စကားလုံး note notes ကိုပြန်မွေးစားလိုက်တာအဲ့တော့အင်္ဂလိပ်စကားလုံးလည်းမွေးစားတယ်ထိုင်းလည်းပါတယ်ဒါကြီးကဖတ်ဆက်လေးစมุด note မစုစာအုပ်ဖြစ်ပါတယ်အဲ့တော့ကြည့်အောင်စောမောဥတော်စมุดနာဒီနှလုံးပူးထားတာအဲ့တော့စောအတန်တဝက်မောအတန်တဝက်ထွက်မယ်စောဆွေကစာလုံးတန်မောမာမှတ်ဒါစရဥဆိုတော့တချောင်းငင်အတန်ဒါဒေါ်ဒက်ဆိုတာဒါတွေအသက်ဒီလိုသွားတာပေါ့စောမောဥတော်စมุดအမြင့်နံပြီးကိုအသက်တင်နဲ့ပေါင်းလို့လိုတုံးပြီးတွဲမှာရှေ့ပြီးကိုပဲကြည့်ပြီးပတ်တန်းဆုံးဖြတ်တဲ့အခါမှာအမြင့်နံပြီးကိုအသက်တင်နဲ့ပေါင်းလို့လိုတုံးဖြစ်ပါတယ်အဲ့တော့ရှာလဲထောက်မယ်လိုတုံးတန်နဲ့ဆိုပါမယ်
စောမောဥဒေါစမုတ်စောမောဥဒေါစမုတ်ရှာထောက်မယ်စမုတ်ဆိုတာ writing book နော်reading book ကြတော့หนังสือလို့ပြောတာဟောနော်ငေါหนังစောဥสือหนังสือဆိုတာ reading book ဒါ writing book စောမောဥဒေါစမုတ်ရှာထားပါဒီမှာ note နော်အိုနော်အိုတော် note မိုက်ထို note အနှိမ့်နံပြေကိုမိုက်ထိုတဲ့နော် hide တော့တာဝါအဲ့ဒါ မဲ့ကွတ်ပဲလေမဲ့ကွတ်ဆိုတော့ဒါတာဝင်းမှုအသက်ဆိုရှာထောက်ဆရာမပြောခဲ့ပြီးရောနော်သူ့တို့အသက်တင်နေတက်ရှင်နေနေနော်ဝဏယုပါလိုက်ဝဏယုရဲ့ပုံနေနေပဲယူရတာဒါပေမဲ့ဒီအသက်ကဘာအလုပ်လုပ်တာလဲဆိုတော့ဒီပါဇက်ရှာထောက်တဲ့အလုပ်ကိုလုပ်တာဒီမှာမဲ့ကွတ်ဆိုတော့ရှာထောက်တဲ့အလုပ်ကိုလုပ်တာအဲ့တော့ရှာထောက်ပြီးမယ် hide တုံးနေဆိုမယ်နော်အိုနော်အိုတော် note မိုက်ထို note နော်အိုနော်အိုတော် note မိုက်ထို note สมุด note สมุด note ဒီမှာစောမောဥဒေါစမုတ်စောမောဥဒေါစမုတ်နော်အိုတော် note မိုက်ထို note နော်အိုတော် note မိုက်ထို note สมุด note สมุด note အဲ့ဒါ notebook ကိုပြောတာนะคะဒီမှတ်တမ်းစာအုပ်မစုစာအုပ်စစ်တပ်ကိုกองทัพလို့ပြောပါတယ်กองกองဒါငတ်တပ်ဖြစ်ပါတယ်กอกกองกองအလေတံပြည်ကိုအသက်ရှင်နဲ့ပေါင်းလို့မစ်တော့ငတ်တက်နဲ့ဆုံးလို့ပြုံးပါတယ်ကောအောင်ငေါကောင်းထောအဖော်ทับဒီမှာဒီစကလုံးကတကယ်လည်းမက်ကွတ်နဲ့လည်းမဆိုင်ဘူးဒါမက်ကွတ်မဟုတ်တိလားဒါမက်ကွတ်ကြီးမားပါလာထင်တယ်သူတို့လုပ်တဲ့လူကဒါပါဇက်ပိတ်ဆိုရတဲ့ဟာကြီးဒါကြီးဒီသင်ငန်းစာနဲ့မဆိုင်ဘူးမနေ့ပြန်တင်မဲ့သင်ငန်းစာကြီးဒါပေမဲ့ပါလာတာဆိုတော့ကြည့်လိုက်ပါနော်ကောအောင်ငေါကောင်းငတ်တက်ထောအဖော်ทับပါဇက်ပိတ်ဆိုရမယ်ရေးထားပါပါဇက်ပိတ်ဆိုရမယ်နော်ဖတ်တာဖအုတ်ထုတ်အသက်ဆိုရင်ဒါပါဇက်ပိတ်ဆိုရတယ်မနေ့ပြန်တင်မဲ့ဟာအားလားထောအဖော်ทับပါဇက်ပိတ်ပါအနိမ့်နံဒီတန်သူတို့အသက်တည်မလို့ဟိုက်တုံးပါပဲအဲ့တော့กองทับนะคะกองกองမစ်တုံးထောအဖော်ทับกองทับအဲ့ဒါစစ်တပ်ကိုပြောတာပါ military ကိုပြောတာပါစပ်ပါမယ်เสื้อเชิ้ตတီရှပ်ကြည့်เสื้อဆိုတာကထိုင်းလိုမျိုးအင်ဂျီကိုပြောတာအင်ဂျီ shirt ဆိုတာက SHIRT shirt ကိုမပြီးတာအဲ့တော့ shirt အင်ဂျီဆင်မတို့ဆို T-shirt လို့ပြောတာမလားသူတို့ကြတော့ shirt အင်ဂျီလို့ခေါ်တာเสื้อเชิ้ตဒါမိုက်ထိုးအဖြစ်မှာမားနေထိုင်းနေလေတခါလေကြာရင်စလုံးပေါင်းမားဆင်မတို့မြန်မာလည်းမြန်မာစလုံးပေါင်းမားတယ်နော်ထိုင်းနေလည်းစလုံးပေါင်းမားဒီမှာစောเสือမိုက်ထိုးเสื้อမိုက်ထိုးတန်မှာသူကစောเสือဆိုရင်အမြင့်နာကိုတန်ရှည်တရနဲ့ပေါင်းတာ rising တော့เสือဆိုတာကြာ tiger အဲ့မှာမိုင်းအိတ်တင်လိုက်တယ်စောเสือမိုင်းအိတ်เสือဆိုတာကဖြာအောက်မှာခင်းထိုင်နဲ့ဖြာထိုင်ခင်းနဲ့ဖြာအဲ့တော့မိုက်ထိုးတင်လိုက်အမြင့်နာမိုက်ထိုးတင်တော့ falling တော့စောเสือမိုက်ထိုးเสื้อဆိုတာကဟိုကိုပြောတာเสื้อဆိုတာအင်ဂျီนะคะ shirt ကိုကြည့်အောင်ဒီမှာစရ A နဲ့စရ E နဲ့အဲ့လိုတွဲရလာသွင်း is equal to စရ E တဲ့စရ E ပုံပြက်နေရှုပ်ကုန်မလားမသိပြန်ဖြတ်ပြီးရေးပေးမယ်နော်ဒီမှာစရ A နဲ့စရ E နဲ့တွဲရလာသွင်းတဲ့ဒီလိုတွဲရလာသွင်းအဲ့ဒါပုံပြက်နေရတဲ့စရ E ဆိုတဲ့ဒီတန်ရှည်တရလေးကပုံပြက်နေအဲ့တော့ဒီမှာချော E လို့ဆင်မတော့အစားထိုးပြီးဆိုပါတယ်တိုင်းမှာချော AE လို့မဆိုရအောင်ချော E ချေရှာလေးအောက်ကတ်တယ်ပြီးမှဒါတောင်ဝင်းမှုအသက်တောင်ဝင်းဘူတာကနောက်ကနေကတ်တယ်ချောတော်ချွတ်ဖြစ်သွားပြီဒီအနေထားထိဆိုရင်တော့ချွတ်ဖြစ်နေပြီဒါပေမဲ့ဒီမှာမိုက်ထိုးပါတဲ့အခါမှာအနှိမ့်နံပြီးကိုမိုက်ထိုးတဲ့ high တုံးဖြစ်ပါတယ်အဲ့တော့ပတ်တန်ကဝဏယုပိုင်ဝဏယုရဲ့ပတ်တန်ယူရတာမို့လို့ချောတော်ချွတ်မိုက်ထိုးချွတ် high တုံးဖြစ်ပါတယ်ချောတော်ချွတ်မိုက်ထိုးချွတ်ရှာထောက်ပါတောင်ဝင်းဘူတာနဲ့ဆုံးလို့เสื้อเชิ้ตเสื้อเชิ้ต T-shirt ဖြစ်ပါတယ်ပြီးသွားပြီအဲ့ဒါမက်ကွတ်အများဆုံးပဲသူက18လုံးလောက်ရှိပါတယ်အဲ့18လုံးနဲ့ဘယ်တစ်ခုပဲဖြစ်ဖြစ်အနောက်ကနေပိတ်ပြီးသုံးလိုက်ရင်အဲ့ဒါကိုကသိရမယ်အဲ့ဒါရှာထားရမယ်အသက်တွေဆိုတာသိမှအသက်တွေရဲ့ပုံလေးကိုသုံးမှာဖြစ်ပါတယ်ဟုတ်ပြီဆရာမအစနေဆုံးတစ်ခါပြန်ဖတ်ပြမယ်နားထောင်ပါကောရောအကရဒေါ်အာစောဒကရဒကောရောအကရဒေါ်အာစောဒกระดาษสกุขออาวอขาวไม้โทข้าวพอโอดอโพดข้าวโพด
ขออาวอข่าวไม้โทข้าวพอโอโพพอโอดอโพดข้าวโพดคออีคีบออดอบอร์ดคีย์บอร์ดคออีคีบออดอบอร์ดคีย์บอร์ดคอแอแครออทอรอดแครอทคอแอแครออทอรอดแครอทตออำตำรอวอจอรวดตำรวจตออำตำรอวอจอรวดตำรวจชาเท่าไหมเนาะสองมาตอเอาเตารออีดอรีเตารีตอเอาเตารออีดอรีเตารีทอโอโทระทออะซอทัศโทรทัศน์ตัวมออีทอโอรอโททออะซอทัศโทรทัศน์ใจแต่ลูกบางใหญ่ธนบัตรทอนอกะธนะบออะตอรอบัตรธนบัตรทอนอธนะบออะตอรอบัตรธนบัตรปอเอดอเป็ดปอเอดอเป็ดพอลออาสอพลาสตออีกอติกพลาสติกพอลออาสอพลาสตออีกอติกพลาสติกพอเอชอเพชรพอเอชอรอเพชรพอเอชอเพชรพอเอชอรอเพชรมอดอมดมอดอมดมออามะกอรออูดอกรุดมะกรุดมออามะกอรออูดอกรุดมะกรุดพออากอผักกออาดอกาดผักกาดพออากอผักกออาดอกาดผักกาดมออ่างอมังคออูดอคุดมังคุดมออ่างอมังคออูดอคุดมังคุดมออีมีมออีดอมีมออีดอมีมอไอไม้ไม้โทไม้กอวออาดอกวาดไม้กวาดมอไอไม้ไม้โทไม้กอวออาดอกวาดไม้กวาดมอไอไม้ไม้โทไม้บอรอรอบันทออาดอทัดไม้บันทัดมอไอไม้ไม้โทไม้บอรอรอบันทออาดอทัดไม้บรรทัดรอถอรถรอถอรถรออ่านละมออูดอมุดละมุดยังก็มาเลยพยาตสุรานาเมชีไอละมุดนาเมไหมเมละมุดพยาสุราเลยอลูจาพูดเลยชีรกงพยาตมายเนี่ยนะเสร็จนะนี่นะเรารออ่านละมออูดอมุดละมุดวออาดอวัดวออาดอวัดสอมออูดอสมุดสอมออูดอสมุดนอโอตอโนดไม้โทโนดนอโอตอโนดไม้โทโนดสมุดโนดสมุดโนดกอองอกองทออาพอทับตามมาใส่หนอตีดิงงั้นใส่เนี่ยกอองอกองทออาพอทับกองทับกองทับสอเอื้อเสือดาไม้โทเพียมาเนาะสอเอื้อเสือไม้โทเสื้อชอตอเฉิดไม้โทเชิดเสื้อเชิดเสื้อเชิดแกပြီးတော့ပါပြီခုနနိုင်တော့ထိုးလိုက်ဆိုတော့ speaking တော့မသွားနိုင်တော့ဒီအတတ်သင်ခန်းစာတွေများတော့အခု messenger ဖြစ်ပြီခဏတော့မှာဟို comment ဖတ်ပြီးတော့ဖြေပေးမယ်နော်နီးနဲ့နီးရပါกว่าလဲတဲ့ဝေလေးอ่ะနီးကလေဟောဒီနီးကနီးကဒီနီးကဟောဒီအတန်နဲ့ပိုဝေးတော့ sorry မောက်ကုန်အတန်နဲ့ပိုနီးတလူလူခံစားရတာအဓိပ္ပာယ်အတူတူပဲအဓိပ္ပာယ်ကတော့ D ဆိုတဲ့အဓိပ္ပာယ်ပဲ D ဆိုတဲ့အဓိပ္ပာယ်ပါပဲရှင့်နီးရလဲ D ပဲနီးရလဲဟောဒီနီးရလဲ D ပဲဒါပေမဲ့ဘာกว่าလဲဆိုနော်အီနီမိုင်းအိနီးအနှိမ့်နံပြူမိုင်းတဲ့နော် falling တော့ဒီနီးကတော့ D ဆိုတဲ့အဓိပ္ပာယ် D ဒီမှာအနှိမ့်နံပြူမိုင်းထုတ်တဲ့နော် high တော့နော်အီနီမိုင်းထုတ်နီးရအတန်နဲ့ပိုနီးသွားတာဟောဒီဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့နီးကဒီနီးကဟောဒီအဲ့လိုပဲနော်နော်နန်မိုင်းအိနန်အနှိမ့်နံပြူမိုင်းတဲ့နော် falling နန်ဆိုတာကဟိုနော်နော်နန်မိုင်းထိုနန်အနှိမ့်နံပြူမိုင်းထိုတဲ့နော် high တော့နန်ကြတော့ဟောဟိုဖြစ်ပါတယ်ဒီနဲ့ဟောဒီနဲ့ဟိုနဲ့ဟောဟိုဖြစ်ပါတယ်အတန်ကြောင့်ပို့ပြီးမှဝေးသွားတိတ်ရောင်ရောင်ဒီဟာကြလည်းအတန်ကြောင့်ပို့ပြီးနီးသွားတိတ်ရောင်ရောင်ဒါကလည်းအတန်ကြောင့်ပို့ပြီးမှဝေးသွားတိတ်ရောင်ရောင်ဖြစ်ပါတယ်နီနီနန်နန်နီနီနန်နန်ရမယ်နော်ကိုလာထုံဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဆုပေးလို့ဝင်လိုင်ကငန်းစကလုံးသုံးသိချင်ပါတယ်တဲ့ဝင်လိုင်ကငန်းဆိုတာကဒါ broken ဖြစ်သွားတဲ့စကလုံးသူကဒီစကလုံးကလာတာ
ถ้าอย่างนั้นဆိုတဲ့စကားလုံးကလားถ้าอย่างนั้นเนี่ยတကယ်လို့အဲ့လိုဆိုရင်တဲ့ถ้าဆိုတာ if if ถ้าတလုံးเนี่ย if if တကယ်လို့ဆိုရင်ဆိုတဲ့အဓိပ္ပာယ်อย่างนั้นဆိုတာဟိုလိုအဲ့လိုဟိုလိုအဲ့လိုအဲ့တော့ဒီစကားလုံးသုံးလုံးကถ้าอย่างนั้นဆိုတာကမြန်မာလိုနားလည်ပြောရင်တော့တကယ်လို့အဲ့လိုဆိုရင်တကယ်လို့အဲ့လိုဆိုရင်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီတကယ်လို့အဲ့လိုဆိုရင်ဆိုတဲ့စကားလုံးကถ้าอย่างนั้นကနေအမြန်ပြောတော့လေအတန်နဲ့က broken ဖြစ်ကုန်တာถ้าอย่างนั้นကနေถ้างั้นဖြစ်သွားတာถ้างั้นဖြစ်တော့យ៉ាងဆိုတဲ့အလဲကောင်ကစကားလုံးကပြုတ်သွားတာရှင့်ถ้างั้นအရင်မဖြစ်ဘူးถ้านั้นအရင်ဖြစ်တာနတ်ငယ်အတန်ပဲဖြစ်တော့မယ်ถ้านั้นဆိုတဲ့စကားလုံးအရင်ဖြစ်တာထောအားထားไม่โทถ้าน้ออ่านน้อนั้นไม่โทนั้นถ้าကြတော့အမြင့်နဲ့မြည်ကိုไม่โทတဲ့เนาะ falling တော့น้ออ่านน้อนั้นไม่โทนั้นအနေနဲ့ไม่โทတဲ့เนาะ high တော့ถ้านั้นဆိုတဲ့စကားလုံးအရင်ဖြစ်တာဒီအဓိပ္ပာယ်ပဲเนาะအတန်ပြောင်းသွားတာအဲ့ဒါကိုမှနောက်ထပ် broken tap ဖြစ်နေတာถ้านั้นကနေမှနတ်ငယ်ကနေငါအတန်ဖြစ်သွားတာถ้างั้นဖြစ်သွားတာถ้างั้นဖြစ်သွားဒီအဓိပ္ပာယ်ပဲငေါအာနော်ငံไม่โทงั้นဖြစ်သွားတာအဲ့ဒါအောင်မှထက်ဆင့် broken tap ဖြစ်ပြီးမှထတောင်မပါတော့ဘဲနဲ့งั้นတစ်လုံးနဲ့ပဲသုံးတော့တာနောက်ပိုင်းညတော့အဲ့တော့งั้นဆိုတာကလည်းဒီအဓိပ္ပာယ်ပါပဲအစဉ်စဉ်ပြောင်းလဲတော့တာถ้าอย่างนั้นကနေถ้านั้นကနေถ้างั้นကနေงั้นဖြစ်သွားတယ်အဓိပ္ပာယ်ကတော့တကယ်လို့အဲ့လိုဆိုရင်တော့တကယ်လို့အဲ့လိုဆိုရင်တော့နောက်နေ့မှသွားတော့မယ်ဒါမျိုးပေါ့นะคะဆီယမစာတဲ့နော်အရင်ကြိုက်တဲ့အချိန်လေးအားရင်ကလေးစာပြပေးလို့ရမလားကလေးစာပြဆိုဘယ်လိုလဲမသိဘူးကလေးကိုဆီယမတို့တင်တန်းမှာအပ်ချင်တာလားအဲ့လိုလားဘယ်လိုလဲမသိဘူးနော်ကလေးလေးတွေအတွက်စာသင်ပေးစေချင်တာလားဆီယမကိုချက်ပါမှာလားပြောပြနော်เสมอဆိုတာပါလေเสมอဆိုတာအမြဲတစေဖြစ်ပါတယ်ရေးပေးမယ်စောမောเสมอစောမောကပြီးရွယ်စတန်မတန်ကတန်ရှည်တရစရကတန်ရှည်တရပတ်တန်စဉ်းစားရင်အရှိပြီးနဲ့ပဲစဉ်းစားတော့စောစအမြင့်နံပြီးကိုစရတန်ရှည်တရနဲ့ပေါင်းတော့ rising ချုံအမြင့်နံပြီးကိုတန်ရှည်တရနဲ့ပေါင်း rising နဲ့အတန်ကြပြီးပြန်တတ်တယ်စောမောเสมอဆိုတာအမြဲတစေนะคะဒီအောက်မှာဆီယမဖုန်းနံပါတ်လေးပေးလို့ရမလားတဲ့ဟုတ်ခဏလေးဒီမှာပေးလို့အဆင်မပြေဘူးထင်တယ်ဖုန်းနံပါတ်ချက်ပေါက်မှလာပေါင်းလို့ရမလားတမျိုးမထင်နဲ့ဆီယမရဲ့ page ကိုအောက်မှာလာပြီးနောက်ဆက်တဲ့လူတွေရှိလို့ဟောပါလေအဲ့တယောက်ကလေနာမည်ကတော့မပြောချင်နေဘူးဆီယမသူ့ဥပဒေနဲ့စီရင်မှုလုပ်နေတယ်ဟိုလွန်ခဲ့တဲ့နှစ်ကလေးကသူ့မှာလေ Facebook ကိုနာမည်အမျိုးမျိုးပြောင်းပြီးလိုက်နောက်ဆက်တာဆီယမရဲ့ post အောက်မှာလေသူဒီထိုင်းစာကို online ကနေတင်ပါတယ်ဆိုမှလိန်စားနေတဲ့လူတယောက်ပေါ့နော်ဘာဖြစ်လို့ဆိုကျမကျောင်းသားတွေလည်းအရင်တော့ဒီ online ခေတ်မစားခင်တော့မသိတော့ခံလိုက်ရတဲ့လူနှစ်ယောက်သုံးယောက်ရှိရင်ထိုင်းစာ online ကနေတင်ပေးပါတယ်လို့နေငင်းမှာကျောင်းသားတွေကအပ်တယ်ပေါ့ messenger ကနေပြီးကိုတနေ့9လုံးလောက်တော့ပို့ပြီးတယ်တဲ့ voice message နဲ့စာရေးနည်းလေးပြီးတော့ပြီဆိုလို့ရှိရင်ဖုန်းပေ2000လောက်ဖြည့်ပေးပါအောင်3000လောက်ဖြည့်ပေးပါအောင်ဆိုမှအဲ့လိုလုပ်တာတဲ့ယောက်ျားလေးနော်အဲ့လိုမျိုးလိန်စားနေတဲ့လူကဆရာမတို့လိုမျိုးတင်တန်းနေအများကြီးပေါ်လာတဲ့ခါတော့သူတို့အတွက်လိန်စားဖို့ခွင့်ရမကြံတော့တဲ့ခါကျမကျေနပ်ပဲနဲ့ဆရာမရဲ့ page အောက်မှာတခြားလူရဲ့ page အောက်မှာတော့ဆရာမမသိဘူးကွယ်လာပြီးမှလေလိန်စားနေတာတွေရောတင်တန်းကဈေးကြီးလားတွေရောအများကြီးပဲမှန်တိုင်းတော့သူပြောတဲ့စကားကိုဆရာမဖတ်တော့မလုပ်ပါဘူးကိုကလိန်စားနေရလည်းမဟုတ်ဘူးနော်ကိုကိုတမအာစီဝါလှုပ်စားတာဒါပေမဲ့ဒီလူက3နှစ်ရှိပြီမပြီးပြတ်နိုင်ဘူးအဲ့တော့ဒီလူကိုဒီတိုင်းထပ်ပြီးတော့ပြစ်ထားလို့တော့မဖြစ်တော့ဘူးလို့ဆရာမအမျိုးသားရှေ့နေအဲ့တော့ဆရာမသူ့ဖုန်းနံပါတ်နဲ့တရားဥပဒေရစီရင်တော့မှာမလို့အဲအကြောင်းလို့ဆရာမဖုန်းနံပါတ် public မှာတော့ပေးဖို့အဆင်မပြေဘူးဆရာမချက်ပါမှလာတောင်းပေးပါနော်တကယ်တော့ broken ကိုထိုင်းမှာbroken အတိုင်းထိုင်းမှာသွားမပြောရင်သူတို့နားလည်လားဆရာမဘယ်လိုမျိုးလဲဆရာမနားမလဲဒီမိခွန်းအင်္ဂလိပ်စကားလုံး broken ကိုပြောရလားလမှုဒီကို Google Translate လုပ်တာအဲ့လိုပြတယ်ဆရာမဖော်လမိုင်းဖရတ်ချာ
ผลไม้กับอตีพระจันทร์สอนราเมนจีมาใส่นอกเนาะนานาเอาเช่นราเมนอะเส้นตลาดอตีဖြစ်သွားမှာเนาะปีဖြိုးတော်မော်တော်မုတ်နဲ့မော်ဦးတော်မုတ်နဲ့အတန်ထွက်နေတဲ့ဆင်တယ်เนาะတဲ့ဆင်တလုံးလုံးနဲ့တော့မတူဘူးเนาะမော်တော်မုတ်ကဆန္ဒဆရာမပြောတယ်လို့လေသူကမော်ဦးတော်မုတ်ဆိုတာကစရာအိုနဲ့ပေါင်းထားတာလေသူကအိုအတန်နဲ့လာတာလေမော်ဦးတော်မုတ်ဆိုတော့ဒီလိုလာတာ sorry မော်ဦးတော်မုတ်ဆိုတော့ဒီလိုလာတာนะคะมดလုံးကြီးနေတစ်ချောင်းငယ်အတန်ဟိုဟာကမော်ဦးတော်မုတ်ကတစ်ချောင်းငယ်လုံးကြီးနေမပါဘူးမတစ်ချောင်းငယ်မှုအတန်မုတ်ဟိုက်တုံးချင်းတော့တူတယ်မဲ့မတူဟိုကမดလုံးကြီးတင်ပါတဲ့အတန်ဒါကမดလုံးကြီးတင်မပါတဲ့အတန်ကွဲတယ်နော်ဖြိုးမီခင်ခေါင်းအုံးတို့ဖလုံးတို့ကိုဘယ်လိုပြောလဲဆရာမခေါင်းအုံးကိုမော်လို့ပြောပါတယ်ဆရာမရေးပေးမယ်နော်หอมออนอหมอนหอหีบเจ้า มอม้าအမြင့်နံကြီးဖြစ်တာအမြင့်နံကြီးကိုအသက်ရှင်နဲ့ပေါင်းတဲ့အတွက် rising တော့นอนหนูနဲ့စုံတဲ့အတွက်နားငယ်အသက်ဖြစ်ပါတယ်နားငယ်အသက်ဆိုတော့ဆရာမတို့ကရှာထောက်ပါမယ်หอมออนอหมอนအပေါ်ပြန်တက်တဲ့အတန်หมอนမြန်မာလိုအနည်းဆက်ဆုံးရေးပေးရင်တော့ဒီလိုရမယ်ကွယ်ဒီအတန်ရမယ်မာကုန်ကိုစင်မောင်ကျမဘာလို့ရေးရတော့စွာလို့လားနေကောင်းတာအတန်နဲ့ထွက်လိုက်หมอนရှာထောက်မယ်နော်หมอนအပေါ်ပြန်တက်မယ်ရှာထောက်မယ်หมอนอ่ะခေါင်းအုံးဖတ်လုံးကလည်းဒီหมอนပဲဒါပေမဲ့หมอนข้างဆို beside နဘေးနားမှာဖတ်ရတဲ့ဟာမျိုးပေါ့ဟောမောအော်နော်หมอนဒီหมอนပြန်ထည့်မယ်ဒါပေမဲ့ข้างဆိုပိုးလာတယ်ခေါ်အားငေါခางไม้โทข้างအမြင့်နံကြီးကိုไม้โทတင်တော့ falling တော့ငေါငူးနဲ့စုံတာငတ်သက်ဆိုပြုံးပါတယ်หมอนข้างဆိုတာဘေးနားမှာ beside နဘေးကိုပြောတာအဲ့တော့หมอนข้างကြတော့ခွာကောင်းအောင်လားဘာမှလို့ဖက်လုံးလားအဲ့လိုပြောတာပါနော်ခိုင်แต่ဆိုဆရာမတငယ်ချင်းကိုထိုင်းလို့ဘယ်လိုပြောလဲတငယ်ချင်းကိုเพื่อนလို့ပြောပါတယ်พอเอือนอเพื่อนไหมเอกเพื่อนอันนี้เนี่ยอยู่ไหมเต็นเนาะ falling เนี่ยဖြစ်ပါတယ်พอเอือဆိုရင်เพื่อนอนหนูเนี่ยစုံတော့နှက်တက်ဆိုတော့ရှာထောက်พอเอือนอเพื่อนไหมเอกเต็นเนาะเพื่อนမြန်မာလိုရေးပေးလို့မရအောင်မြန်မာမှာဒီတရမရှိလို့ဒါပေမဲ့အနည်းဆက်ဆုံး broken တော့ပေါင်းမိမယ်เนาะအတန်ထွက်တော့မမှန်ဘူးเนาะဒီတိုင်းပြောလို့ရှင်တော့100% မပြီးပါဘူးဖူးအန်လို့တော့အနည်းဆုံးပြောလို့ရတယ်ဖူးအန်တော့မဟုတ်เพื่อนพอเอือเพื่อพอเอือนอเพื่อนเพื่อนไหมเอกเพื่อนไหมเอกเพื่อนนั่งแงะแต่เนี่ยဆုံးတော့ရှာထောက်เพื่อนဆိုတာတငယ်ချင်းခင်ဝင်းကြီးဥစ္စာကလေးဇောက်တို့ပေါ်နေတစ်ချက်ကြည့်ပေးပါအောင်ခင်ဝင်းကြီးဆိုတာလဲဇောက်တို့ပေါ်နေတယ်မာလာထောင်ညီမတကယ်အမှန်ကလေးအမေဘာလဲမသိဘူးအဲ့ဒါလေးတစ်ချက်ကြည့်ပေးပါဒီမှာယူရီးယားစာနဲ့မလို့ဒီမှာဒီတရားဟာကြည့်နော်ဒီမှာနော်ဒါလေးကိုပါတာပြန်ဒါလေးကိုကြည့်ပေးเข้าใจไหมอ่ะဘာကိုပြောလဲဆရာမတဲ့ခင်ဝင်းကြီးอ่ะเข้าใจไหมဆိုတာနားလည်လားလို့ပြောတာเข้าใจဆိုတာကနားလည်တာမိုင်းကတလားမလားเข้าใจไหมဆိုတာနားလည်တလားတဲ့พอเอาเขาไม้โทเข้าจอไอใจเข้าใจဆိုတာနားလည်တာหอมอไอไหมကတလားမလားเข้าใจไหมဆိုတာနားလည်လားတဲ့နားလည်တယ်ဆိုရင်တော့เข้าใจလို့ပြန်ဖြေလိုက်ရုံပဲဒီကရိယာကိုပြန်သုံးလိုက်เข้าใจနားလည်တယ်နားမလည်ဘူးဆိုအရှိမအငင်းပုတ်ထည့်လိုက်ไม่เข้าใจဆိုပြီးတော့ไม่เข้าใจဆိုနားမလည်ဘူးပေါ့နားလည်တယ်ဆိုတော့เข้าใจပဲသုံးရမယ်နားလည်ပါသလားဆိုတလားမလားမိခွန်းနဲ့မြင်ရမယ်เข้าใจไหมတလားမလားအနောက်မှာထားပြောမယ်နော်အေးချက်လီအိုကိုဘယ်လိုခေါ်လဲတိကျလီအိုကိုဆိုပါကြီးတော့လီအိုကိုဆိုပါပြောလာအိုပြောရလားဟဲ့ခဏလေးပြုတ်သွားဒီထိုင်းကိုရေးထားတာလေညီမတကယ်အမှန်ကန်ပါကလေးမေပါတဲ့တားတော့လို့အဲ့လိုပါဟုတ်ကဲ့ဟိုဟာရှင်အဲ့ဆိုရင်လေကျမကိုလေချက်ပေါက်ကနေဆက်သွယ်ပေးပါနော်တင်တန်းမှာကလေးတွေကိုတင်တဲ့ course လည်းရှိပါတယ်ကလေးကြတော့ဒီလိုတန်းတင်လို့မရဘူးကလေးရဲ့တင်ယုံညွန်းနှန်းဆိုတာတတ်ရှိပါတယ်ကလေးတွေကို
တင်တဲ့နေရာမှာအရန်စိတ်ရှည်တဲ့ဆရာလည်းရှိတယ်2ယောက်တောင်ရှိတယ်အဲ့တော့ဆရာမတို့ချက်ပါမှာတစ်ချက်လာပြောပြလိမ့်နော်ငန်းကိုလေဆရာမငန်းလိုမျိုးလေးဆိုလိုမျိုးလေးဆရာမကျွန်တော်တို့အရှိပြောရင်သူတို့နားထောင်ရင်မှန်သူတို့သိတယ်သူတို့တည်းငန်းလို့ပြောရင်သူတို့သိတယ်ဘိုရင်တို့တာကိုရောဘယ်လိုခေါ်လဲဘာကြီးလဲရင်ကိုအေးချမ်းရှင်ဘိုရင်တို့ဆိုဘာကြီးတို့ဘာကြီးလဲဘိုရင်တို့ကဘာမှစကားမှရှိတယ်အနီစတာတီတီ bring ဆိုတာ တီတီတရမှာတဲ့အပေါ်ကအချောင်းလေးနှစ်ခုကအမြင့်တူလာဆရာမဖုန်းကြည့်ပုံမှာတူနေလို့တူတယ်အမြင့်တူတယ်နော်တီတီကလေဒီလိုပဲလာမှာလေအင်္ဂလိပ်စကားလုံးကတီတီတော့အဆက်ပါတယ်နော်အပေါ်မှာအပြောက်ကလေးနှစ်ပြောက်ပါနော်ကအပြောက်ပါတယ်နော် bring ဆိုကေး ဂဟေးဆိုတာကိုပြောရလားအဲ့ဒါမသိဘူးတော့ဆရာမတော့မေးလောက်မယ်ထိုင်းအောင်တငယ်ချင်းထိုင်းတငယ်ချင်းမင်းကိုနဲ့တိတ်မနီးဆက်တော့မသိဘူးဘောရင်ဆိုတာဘယ်လိုပြောမသိဘူးခဏလေးဆရာမမေးလောက်မယ်နော်မနေ့ဖြန်မှာပြောပြလို့ရလားရှင့်ဆရာမမသိဘူးဆိုမသိတော့ဝင်ခံတယ်ဆရာမမသိဘူးစက်ပစ္စည်းပါဆိုတိတ်မသိဘူးဒါပြန် Google ခောက်ရမှာဘောရင်ဆိုတာဘယ်လိုပြောတာပါလဲကိုကြီးကမယ်လမှုဖျားမြောက်ဥက္ကလာမှာရှိရဟုတ်အဲ့ဒါလေမယ်လမှုဆိုတာလေလမှုသီးဆိုတာအဲ့ဒါပဲလေလမှုအဲ့လမှုသီးလေဟုတ်တယ်မလားဟုတ်တယ်လို့ထင်တာပဲကိုလာတော့ကတရားတီးတာဟုတ်တရားတီးအားဆိုလဲတရားတီးအဲ့ဒါမန်းလေးမှလည်းမရအောင်စားချင်တာထိုင်းလို့အရေးအတွက်တင်းနဲ့တင်ရတဲ့နဲ့ကောကနန်းနဲ့ကိုရေးပြပါလားဆရာမ page မှာ request လုပ်ထား reply မလားလို့ဟုတ်ပါပြီခါတော့ခါဂျူလီယာစိတ်ကောက်တယ်ဟုတ်ပြီကြည့်အောင်ထိုင်းလိုမျိုးတစ်ကို3ညတော့တကဘာလုံး3ညဝိုင်းဝိုင်းလေးပေါ့3ညဝါလုံးတစ်ကဝါလုံးလေးကိုဆွဲမယ်မြုပ်လိုက်ခရုခွေလေးအဲ့ဒါတစ်ဝါလုံးလေးကိုဆွဲတယ်သူ့ကိုတက်ပြီးမှသူ့ကိုမြုပ်ချပလိုက်အဲ့ဒါတစ်နှစ်ကအစံပါတဲ့ညီမစာကကြီးကိုရိုက်ရင်တက်ပြီးမဲ့ဘယ်ဘက်ကိုခြုံတက်သွားတာနှစ်အစံပါတဲ့ကာကြီးကိုရိုက်ရင်တက်ပြီးတော့ဘယ်ဘက်ခြုံတာအဲ့ဒါနှစ်3ကအစံပါတဲ့မက်ဒိုနယ်လိုဟာမျိုးလေး3မက်ဒိုနယ်လိုကူလေးအစံပါတဲ့ဒီလိုကာကြီးကိုရှီလမျိုးလေးအဲ့ဒါ3 4ကဆရာမတို့6နဲ့တူတယ်ဝါလုံးကိုပြောင်းပြန်ဆွဲတယ်တတ်လိုက်တယ်အပေါ်ကိုပြန်သွားတယ်ဒီလိုလေးအဲ့ဒါ4ဝါလုံးကိုဆွဲတယ်တတ်တယ်အပေါ်ကဒီလိုလေး4 5ကဝါလုံးကိုဆွဲတယ်တတ်တယ်အပေါ်သွားဝိုက်ပြီးမှပြန်သွားအဲ့ဒါ5ဝါလုံးကိုဆွဲတယ်ဝိုက်တယ်ဒီလိုသွားတယ်ဒါလေးက5 6ကအပေါ်ကနေနင်းကိုဆွဲချတယ်ခါခွေ6ဘောနဲ့ဆွဲတယ်6ခုနှစ်ကအစံပါတဲ့ကကြီးကိုအညောင်လေးတက်ပေးလိုက်တယ်ခုနှစ်စံပါတယ်ညောင်လေးဟွာနဲ့တူရယ်နော်မိုင်း3နဲ့တူရယ်